မင်္ဂလာပါစင်ချီဖင်ပရိုဒက်ရှင်မှမြန်မာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားကောင်းတွေကိုနေ့စဉ်အခမဲ့တင်ဆက်ပြသပေးသွားမှာဖြစ်လို့အစီအစဉ်ကောင်းတွေကိုလက်လွတ်မသွားရအောင် Subscribe ဘတန်လေးကိုနှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်ညာချင်းမဘယ်သွားစားလို့ဟာအော်ဟိုဘယ်သွားမလို့လဲစားပြီးပြီလားလို့မေးတာပါရှင်းမပါပါဘယ်လိုပြောကြလဲညာချင်းမကျွန်တော်မှုပါတာပေါ့ညာချင်းမစီကအကျဉ်းသားချင်းမြတ်တာတစ္ဆာကြီးကျွန်တော်တောင်းခံထားတာလေကျမလည်းရှင်တောင်းတာဘာတစ်ခုမှပေးဖို့စိတ်ကူးမရှိဘူးရှင့်လို့ပွဲယူဇက်ယူမင်းသားယူကျမရင်ထဲမှာပေးစရာဘာမှမရှိဘူးအဲ့လိုမလုပ်ပါနဲ့ညာချင်းမဟာဒီအလုပ်တွေမလုပ်ရင်စဉ်းစားပြီးမယ်အရက်ဆက်ကိုဥဆောင်ပြီးတော့မကခဲ့တာသုံးနေတယ်လို့ရှိဘလောက်ဒီအောင်အင်းပြီးစောင့်ထင်းခဲ့ရလဲဆိုတာညာချင်းမသိပါလေသိပါတော့သိပါရှင်ကအရက်ဆက်ပွဲတာမကတာလေလဲတဲ့ရာတဲ့ထင်းခွေရေခတ်ပါမကြမ်းရှင်ကနေတယ်ဆိုတာကျမသိတာပေါ့ဒီမှာကျမကြောင့်တော့ဘာမှအောင်အင်းမနေနဲ့အချိတ်တိုင်းရှင်ရွာဘိုးထိုးမဲ့အတူတူတော့ရှင်နေချင်းတလို့နဲ့ကျမစီကဘာမှမညှော်လေးနဲ့ကျမသွားမယ်ဟဲကိုကြထဟာကိုကြီးမနဲ့မြန်ချင်းမနေကောင်းကြရနော်ကောင်းတယ်ကိုကျော်ရဲ့ကိုကျော်လည်းတဲတူကျောင်းသားကြီးလို့မပြောအောင်နော်ဖြူပြီးတော့ခန့်လာရမ်းကိုကြည့်ကောင်းလာတယ်သိလားဘုမဟုတ်လားဟေးအေးဟုတ်တယ်လို့တော့ရှိသားဒါပေမဲ့ပေလေးမြင်ရွာသားပေလေးမြင်ရွာသားပါပဲကွာမင်းဟုတ်ပါတယ်ကျွန်တော်လည်းဘဝမမေ့ပါဘူးကိုကြီးမောကလည်းတကယ်ဘဝမမေ့အဲ့လိုဆိုရင်မင်းဖက်နဲ့ငါဖက်နဲ့လဲမယ်လားဟာဒီဖက်ကချော့ရတာမလွယ်ဘူးကိုကြီးမောတွေ့တာလည်းနောက်နေပြန်ပြီဗျာဟုတ်ကတိကတက်ကိုပြောတယ်ဒီမှာကျွန်တော်ဖေတို့လိုလိုသွားလိုက်အောင်ညကြမှာအိတ်စိတ်တွေ့နော်ကိုကျော်အထောက်တွေပေးဟုတ်ရပါတယ်ပေးပါကျင်းမဆွဲလာကြတော့တော်ရှေ့သွားဘုမညတွေ့ရနော်ဟ
毛毛，毛毛，哎呀，毛毛，这个，哦，拉啥毛瓜？没人来，拉啥毛？哎，毛毛，没人俺考了，我们家就上多了，反正俺爸妈没看中干了。ဟုတ်ပါဘူးကျွန်တော်အတွင်းနဲ့ကျွန်တော်မကြားတာပါ ဒီမှာမောင်မောမင်းအမြဲတမ်းစိုးလိုက်ကလိုက်နဲ့ပျော်ပျော်နေတဲ့ကောင်ကဘာလို့ဆေးဆေးတဲ့ကြုံလာလဲဥပ္ပဟင် ဒီနေ့ဖျားဝတ်မှာကျုပ်အရက်ဆက်ပြန်ကမှာ ဘာမှလည်းမဆိုင် ဆိုင်နေလွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်ဇက်မကောက်ဆိုတာအကြောင်းရှိအခုဇက်ပြန်ကတာလည်းအကြောင်းရှိရှင်း မရှင်းဘူးရှင်းတယ်မရှင်းတာပြဿနာမင်းအရက်ဆက်ပြန်ကမယ်ဆိုလို့ဘာဝင်းတာအေးဘာလို့လဲမင်းကိုအားကိုးနေကြတာကွာ စိတ်ချဒီနေ့ဖျားဝတ်မှာလေချင်းရင်တဲ့အစွမ်းကုန်တော့ကကျွန်တော်ရင်ထဲမှာရှင်းမရှိမြစ်တာလည်းမရှိသစ္စာလည်းမရှိဇက်ကဘဝလွယ်လို့ဘာဆိုဘာမှကိုမရှိကျွန်တော်ရင်ထဲမှာအပန်းလုံးပွက်စီတူကျုပ်သားကိုဇက်ကကိုမတိုက်တွန်းမရစေနဲ့မမြကြည့်ရဲ့ကျုပ်အခုလိုစိတ်ချမ်းချမ်းသာသာနေတာကိုမြင်ရင်ကျုပ်သားကိုစားမကခိုင်းပါနဲ့ ဘာဖြစ်လို့လဲမရေးသုံးရင်တော်သားဇက်ထဲမှာတစ်နှစ်လောက်လိုက်ကဘူးတယ်ဆိုတော်သားဝါသနာလည်းကြီးအတွေ့အကြုံကလည်းရှိဆိုကျွတ်တို့တွေ့ရလုံးကတော်သားကိုအားကိုးနေတာနော် တော်သိပါတယ်မမြကြည့်ရဲ့သူ့ဇာတ်ထဲလိုက်သွားလို့သူ့အဖေကပင်မပြီးဆုံးရတယ်လေသူ့အဖေဆုံးကနီးမှာသူ့ဇာတ်ထဲကလိုက်ပြီးမရမကခေါ်ခဲ့ရတယ်ရှင်သိတာ သိပါတယ်ရှင်အဲ့ဒါအခုဇက်ထဲလိုက်ကမဟုတ်ဘူးလေခုကရရွာရဲ့ဖျားပွဲမှာတင်းနှစ်ခါအရက်ဆက်ကတာအဲ့ဒါတော့ရှင်ခွင့်ပြုတင်တာပေါ့ ရရေးပါရေးကုသိုလ်ရေးတော့ကျုပ်မတားဝင်ပါဘူးကျုပ်ကခွင့်ပြုပါတယ်သူကသူမကကြည့်လို့မကတာဖြစ်မှာသူမကတာပဲကျုပ်ကကျေးဇူးတင်နေတယ် ဘာဖြစ်လို့ ဘာဖြစ်ရမှာလဲသူပွဲကပြီဆိုအိမ်ကဟာတွေဘာမှပြန်မကြည့်တော့ပြည့်ရဆိုတာပွဲမှာလိုတဲ့ပစ္စည်းဝယ်ဖို့အိမ်မှာပတ်စံလာတောင်းအိမ်ကပတ်စံမပေးရင်စပားတွေပဲတွေအုံထုတ်ရအောင်တစ်နှစ်ကများနွားတကောင်တောင်းပါသွားသေးတယ် အဲ့ဒါတော့တော်သားဝါသနာကြီးတာဟုတ်တော့ သူဝါသနာပါတာလဲတော့ကြာရင်ကျုပ်ကအိမ်နိုင်ချွတ်ရောင်းရလိမ့်မယ်အခု तू ပွဲမကတာ3နှစ်လေကျုပ်လည်းစိတ်ချမ်းသာနေတာ3နှစ်ရှိပြီပေါ့ကျုပ်စိတ်ချမ်းသာတာကိုရှင်မြင်းရင်ကျုပ်သားကိုပွဲမကခိုင်းမှလည်းတော့အမရဲ့အမရဲ့လာဘာလာလဲ ဘာမှမဖြစ်ဘူးတော့ညီမဘယ်သူကလူစကားပြောခိုင်းတယ်ညနာရဲ့ပြုံးလို့ အမလေးတော့ပေါက်တက်ကြရရှောက်ပြောကျုပ်ကရွာထဲမှာလေတင်းတစ်ခုကြားလာတာ ဘာသတင်းတော့ ဒီနေ့ဖျားပွဲမှာလေကျမတို့ဘောကဇက်ပွဲပြန်ကမလို့ အမလေးမကတော့မဲမဲကောင်းလိုက်တာအဲ့ဒါပြောနေ ဗျာမရှိဘူးအိမ်မှာပဲတွေစကားတွေလောင်ထားတာကိုထုတ်ရောင်းမှဖြစ်တော့မယ်များကိုထုတ်ရောင်းမှဖြစ်တော့မယ် ဒီနှစ်ဖျားပွဲကတော့အရင်နှစ်တွေဖျားပွဲတဲ့ပိုစီကားမှငါတို့မြင်အောင်သေးတယ်ကွာအရက်ဇက်ကိုပြန်လဲဥဆောင်မှုဆုံးကြလိုက်တယ်မောင်မောင်လည်းကျေးဇူးတင်တယ်ဟေ့မောင်မောင် ညာ ဒီနှစ်ဖျားပွဲကိုအရင်နှစ်ဖျားပွဲတွေစီကောင်းကျိုးစားကောင်းကွာ စိတ်ချပါကျွန်တော်အစွမ်းကုန်ကြိုးစားပါမယ် အေးမောင်ကျော်ထုံးကလည်းတက္ကသိုလ်ကျောင်းပိတ်လို့ရွာပြောင်ရောက်တော့တက်နိုင်တော့ကူညီပေးကွာနော် စိတ်ချပါအခုခေတ်က stage show ခစ်ဆိုတော့အဲ့ဒီဘိုင်းကိုကျွန်တော်ပဲတာဝန်ယူလိုက်တယ် အားကြောင့်ဘယ်ဖြစ်မှာတော့မင်းရလည်းပဲကိုယ်ကပွဲကမှလीစိတ်ဆိုးလို့မှမဟုတ်ဘူးခါတခြားစီပဲကွာမင်းရလည်းပဲ ဘာလို့ဖြစ်ရမှာလဲကိုကြီးမောအခုခေတ်ပြသက်တွေမှာဒီလိုပဲရှေ့မှာ stage show ထွက်နေတာပဲ ကြော်မင်းတို့အဲ့ဒူလိုတုံးနဲ့သူပတ်ပြီးပုံကြီးနေတော့ဘလို့မှကုန်ဖြစ်မှာမဟုတ်ဘူးဒီကောင်တခြားစီကောင်မင်း ဘာလို့မဖြစ်ရမှာလဲဒါခေတ်ရည်ကြီးရောက်မယ် ဟဲ့ခေဒီကြောင့်မင်းဒူတုံးနဲ့မပွဲကင်းနေမှာတော့မင်းဂဲမိုးတွေရွာမင်းလူကြမကောင်းသူကြမကောင်းဖြစ်မယ်နော်ဖြစ်ဘူးမင်း အေးအဲ့ဒါတော့ဟုတ်တယ်ကွာပွဲပြက်မဲ့ကိစ္စတော့မဖြစ်ဘူး ဖြစ်ပါဘူးကွာမင်းတို့တခြားစီ ဘာလို့မဖြစ်ရမှာလဲဖြစ်လို့ပဲရွာထဲကကာရာအိုကေဆိုင်တွေမှာလူငယ်တွေထိတ်ဆုံးကစိုးနေအဲ့လူငယ်တွေကိုစင်မော်ကိုပေးတက်လိုက်ရွာထဲကလူငယ်တွေအားလုံးလိုက်မဆိုရင်ကျွန်တော်ကိုကြိုက်တယ်လို့ပြောတချင်းတစ်ပုတ်ဆိုရင်ရန်မုံငွေဘယ်လောက်ထည့်ရမလဲအဲ့ဆိုလို့ရှိရင်ရန်မုံငွေဘယ်လောက်ရမလဲစဉ်းစား ဟာရမုံမေဟာဒါဆိုရင်ဟုတ်တယ်ရမုံမေများများရမယ်ဆိုရင်မင်းပြောတဲ့စိတ်ဆိုးကိုထည့်ဟေးဒါလည်းမဟုတ်ဘူးပွဲထဲမှာပါခြင်းရင်ရမုံမေထည့်ရမုံမေထည့်တဲ့လူမှစင်မောတက်ရမုံမေများများထည့်နေရာကောင်းကောင်းရမယ်လို့ကြော်ညာလိုက်ရင်ရမုံမေအများကြီးရအဲ့ဒါကောင်း မဖြစ်ပါဘူးမဖြစ်ပါဘူး
ပတ်စံရှိတဲ့အရေးချင်းရှိရမှာဘူးပတ်စံမရှိဘဲနဲ့အရေးချင်းရှိတယ်လို့အများကြီးရှိနော်ဒီငွေနဲ့တော့အမှုပညာကိုမကန့်သက်ဆမ်းပါနဲ့ ဟဲ့မောရွာရံမုံငွေကငါမှသိရှိတော့တာမဟုတ်ဘူးကွာအေးပွဲစီစီကားကားဖြစ်ဖို့ဆိုတာငွေလို့လေငရင်းစီနဲ့ငရင်းကြောရမယ်လေ မဖြစ်ဘူးနော်အကုန်ပြဿနာကြီးတက်ကုန်မယ်နော် ပြဿနာတက်တော့ငါရှင်းမယ်ကွာအဓိကတော့ရံမုံငွေများများရဖို့လိုတယ်အေးရံမုံငွေများများထဲတယ်လူနေရာကောင်းကောင်းရမယ်များများဆိုးရကားမယ်လို့ကြော်ညာလိုက်မယ်ကွာ ဒါချင်းမို့တော့တကယ်မင်းကြီးပြီးသားဗျာအချုပ်လို့အချက်ပြုတ်အိမ်တော်မှုထင်းနေတယ်တကယ်ဆံပြ ကိုကျော်ကလေ ဒီလိုလဲကြည့်မို့ရဲ့အဲ့ဒီကိုထိုင်ကုန်လေးအောင်ပေးတော့ ဟုတ်လာထိုင်ကိုကျော်အမမတင်ရောက်လာတော့ဆိုတော့ကိုကျေးမှုစိတ်ထဲမှာအောင်းသွားလို့ပါ ပါလေကျွန်တော်ကမကြိုက်လို့ မဟုတ်ပါဘူးကိုကျော်လာသေးချင်ပါလေအော်ကိုကျော်ကစားကြတခုသွားလို့ ဟာမလို့လည်းကြည့်မို့ကျွန်တော်ပြောစရာရှိလို့လာခဲ့တာ ရှင်အော်ဟုတ်ကဲ့ ဟိုတိုင်းတော် အမေမရှိဘူးရွာထဲသွားတယ် တော်ပဲသွားတယ် ဟိုဇာယူပွဲယူကိုမော့စီကိုလေဘာကိစ္စသွားလဲမသိပါဘူးကျေးမုံလည်းအဲ့လိုနည်းနည်းမှကြည့်လို့မရအောင်အရှက်လည်းမရှိဘူးတိတ်ခါလည်းမရှိဘူးစင်မော်တက်ရမယ်စီ तू ကရှေ့ဆုံးပါပဲရမ်းမုံမို့ကောင်းတယ်ဟိုကျေးမုံကလေယောက်ျားဆိုရင်ကိုကျော်တို့လိုပညာတတ်ထက်ထက်မြက်မြက်တိတ်ခါရှိမှသဘောကျတာဟုတ်ယောက်ျားဆိုတာလေတီတီတက်နဲ့ခန့်ခန့်ညာညာရှိမှပေါ့နော်ဟုတ်တယ်မလားဟင် ကျွန်တော်လည်းဒီနေ့ပွဲမှာသင်ဟောတက်မလို့ ရှင် အဲ့ဒါတော်စီမှာလာပြီးတော့အခွေလာငှားတာတိတ်ယူစီစဉ်ကိုကျွန်တော်တောင်းယူထားတာလေ ရှင် အဲ့ဒါတော်လည်းတချင်းဝါနာပါဆိုတော့တော်စီမှာအခွေငှားအောင်လာခဲ့တာချင်းကိုကြည့်မရတဲ့လူတွေမှာတယောက်ကိုတိုးသွားပြီ မတိုးပါဘူးကိုကျော်ရဲ့ကိုကျော်ဘာလဲလို့ကြည့်လို့ကောင်းပါလဲကြည့်လို့ကြည့်လို့မရတာကိုမောင်တရားထဲပါ ဟဲအမေမောင်ကျော်ရောက်နေတာကိုမင်းတို့မောင်မလည်းမတွေ့ရကြပြီမင်းကကြောင်းသွားတယ်ကွယ်ပြောင်းနေတာ ဟုတ်မဟုတ်တော့ဟိုလေတိတ်ရိုးအတွက်တချင်းတွေရွေးအောင်တော်စီမှာဘာခွေရှိလဲလို့ကျွန်တော် အမလီအခွေဆုံးရှိတာအခွေဆုံးတို့ဝါသနာပါတယ်မို့လားအခွေဆိုရင်လည်းမငားဘူးနော်အပြက်ကိုလာမင်းကြိုက်တာရွေး ပြီးတော့ခဏကြာလိုက်အေးကွာ ကြောက်တယ်ဒီနေ့များလိုက်တာတကြီးကစီးဝေးခေါ်တာလို့လား ကိုမောဗျာနောက်နေပြန်ပြီ အဲ့ကောင်နောက်နေတာမို့ငါဒီပြောနေတာ ဟာကိုမောပါလေဗျာရွာထဲမှာရှိတဲ့လူတွေအကုန်လုံးဝါသနာပါတဲ့လူတွေမှန်သမျှကကြင်စေးလာပေးသူတို့အဲ့ဒါစောက်နေကြတာလေကိုမောဟုတ်ပါဗျာမင်းသားကျွန်တော်မင်းသားဆရာ ခဏခုမှမလို့ဒါအခုကမဲ့တူကြီးပြီလား မင်းသားဆရာ ကိုမော့လေဗျာရွာလူကြီးကပြောတယ်ကိုမော့လာမှအစီအစဉ်သိရမယ်ဆိုလို့မခဏကမှရွာလူကြီးဆောက်တော့ဟုတ်ကဲ့တော်ရပါတော်ရပါ တို့ရမှာတော့ပေါ်မှာငါခုမှသိတယ် ဟောတာကျွန်တော်နဲ့ဗျာမင်းသားဒီမှာပြောနေကြတာအားလုံးကကြတယ်ဒီတော့ပါအောင်လားအားလုံးကကြတယ်ဒီတော့ပါအောင်လား ညလည်းပါတယ်ဟမ်ခင်ဗျားလည်းပါတယ် ဘာလို့မလဲကိုနေတာအစိုးရအကောင်သုံးလို့ရှိတာ ဩဆိုတော့တချင်းရောရလို့လား ဟောနောက်ကထောက်ပဲ နောက်ကလည်းထောက်ပေးလို့နားမှမညာပဲထောက်လို့ရမလားဟုတ်တယ်ဟာတော်လေး ဒီလိုလေးလည်းကြမလို့ ဟာ အဲ့ဒီမှာကျမလေးအောက်ကနေပတ်စံရှိတာရှိသလားကားရမှာကျုပ်လည်းပါဖျက်ဒီမှာအမေရောမသိစေနဲ့နော် နေစမ်းပါလေမောင်မော့ရေငါတော့အရေးပါအရာတဲ့အခန်းတော့ဒီမှာတထေးမအခန်းငါတော့ဒီမှာမင်းသမီးတော်မလုပ်နိုင်ဘူးကောင်းဆောင်မင်းသမီးတော့ကောင်းဆောင်မင်းသမီးအခန်းတော့အရေးကြီးတယ်နော် အမလေးဟာဒုက္ခပါပဲဟုတ်ဟာ ငါလည်းပါမယ်ငါလည်းပါမယ်နားလေမမရဲ့မမရဲ့ငါပြုတ်ကြပါလေ တို့စမ်းပါရှင်
မဖြစ်ပါဘူး ဒုက္ခ ဟဲ့ဘာဖြစ်တယ်မလား စိတ်ကစားတတ်တဲ့အရွယ်တွေစိတ်ကစားတတ်တဲ့အရွယ်တွေကဲကောင်းစင်နေပြီကောင်းစင်နေပြီခင်ဗျာဘုရား ဟော အေးပါကွာမင်းကဘာနေသားမှာဘယ်လိုလဲခေါ်ရကွာ ကဝါသနာရှင်နေလာကြလာကြဟောပိုးလေးရောလာကပြူ ကဲအားလုံးမခဏတော့ညပါနော်ဒီနေ့အရက်ဇက်ပွဲမှာဝါသနာပါတဲ့ရွာသူရွာသားတွေလည်းအားလုံးကနေအောင်ဆိုပြီးတော့အစီအစဉ်တစ်ခုလုပ်ထားတယ်ဟုတ်ကဲ့ဒါကတော့ဘာလဲဆိုတော့ဒီရမုံငွေထဲတဲ့လူဟာအဲ့ဒါအားလုံးသဘောတူကြရဲ့လား ရမုံဝဲထက်တဲ့ကျုပ်ကအများဆုံးထက်မှကျုပ်ကိုခေါင်းဆောင်မင်းသမီးနော်ဥပေါ့ ဖြစ်တယ် ကျုပ်ကလည်းဒီရံမုံကြီးအများကြီးထဲမှာကျုပ်ကိုလည်းမင်းသမီးနေရာထားပေးနော် ထားပေးမယ် ဥပေါ့မင်းသားသာလောက်ရမယ်ဆိုလို့ရှိရင်လေပတ်စံဘလောက်ထက်ရထဲပလိုက် ဟုတ်တယ်ဗျလူကြီးကကျုပ်တို့လည်းထိုင်နိုင်ပါလေဗျ ဟုတ်တယ်ကျွန်တော်လည်းထက်မယ်ပတ်စံနေအများကြီးမင်းသားသာလောက်တော့ပတ်စံထက်မယ် မင်းလားကတ်တဲ့ဆိုတတ်လို့လား ကတ်ဆိုတတ်တယ်ခင်ဗျာ လောက်ပြစမ်း က အဆိုး တနာကြီးမလီဖို့အရှိထုံးမရှိလေလာတယ်ဒီပွဲ မတော်စမ်းပါကွာဘာမှလည်းမဟုတ်ဘူးမင်းသားကြီးကျွန်တော်တော့အစိုးမင်းသား မင်း အစိုးမင်းသားဟင်းသရာထွန်းရဲ့အမေလွမ်းပြီတော့ပြန်မယ်နော်နောက်ပြင်မှာနော်ကျွန်တော်စိတ်ကအရည်သူပန်းနေအမေနဲ့ယူအားကိုလွမ်းရမည်ကိုအကျော်လေးကိုမနိုင်မဲနဲ့သွားကြဒီမှာမင်းသားမဒီမှာမင်းသားအစ်ဟဲ့ဒါမင်းသားနောက်ပိုင်းမင်းသားမြိုင်ကြတော့စိုးပြလိုက်အောင်မေမွေးမေပါလေချစ်လိုက်ကုန်တည်းဖြာတဲ့နာသိင်ခငါညီမြအဲ့ဒါဒီတော့မကသေးဘူးနောက်ပိုင်းမှာငူတက်သေးတယ်တော့ရင်မမလို့တနာမကျင်တာခယူတာမကင်းနိုင်ပါဘူးအမှုမတမာနဲ့ပြည့်လို့ဝေးပန်းလေးတိကထားကတိမ်သွပြနိုင်တယ်ပါလေအောင်ပဲလေတိမ်ငါ မလူကြီးကျုပ်လည်းဟမ်းပြီဆိုတော့ငါတော့စိုးပြမယ်တိုင်လည်းမရှိဘူးကိုတင်ရကိုကိုသွားကြည့်ရကိုသွားဒီမှာလူကြီးကျွန်တော်တို့လူငယ်တွေနေမှာဟိတ်ကျွေးမှာသူ့စကြီးတွေပဲဟိတ်ကျွေးနေတယ်စိတ်ကုန်မယ်ဆိုတော့ဆိုတော့မမြဲဘူးမမြဲဘူးမမြဲဘူး မကောင်းဘူးဆိုနော် ဆိုပါမင်းကဆိုရမယ်အချစ်ကမီလာအချစ်ကမီလာအချစ်ကမီလာ ဂျုံကြရဲ့ဘာလဲဘာဆန်းတာလဲလူကြီးတွေဘာဆန်းတာလဲ ကျွန်တော်ကဆိုတော်ပြည့်နေမပြအောင်လို့ပြောတာလို့မပြီးပြီးဆိုတာ သာသားတောင်ပြအောင်မဆိုနိုင်မလဲအဆိုတော်ဖြစ်ချင်တယ် အဆိုတော့မပြအောင်တဲ့ ဂျုံကြမဲကြ အချစ်ကမီလာ အရှိဆိုတာမင်းတို့ ကအားလုံးမတော်ကြပါတော့နော်အဲ့ဒီကိစ္စကိုကောက်ဖို့ကိစ္စကိုတော့ဒီကမောင်မော့နဲ့ပြေးဝိုင်းဆရာမောင်ကျော်တို့ကစီမံပါလိမ့်မယ်ဒီကာဝဲပြင်လို့ဆိုတာအရေးကြီးတာရံမုံငွေပဲ ဟောထဲပါလေ ဝေးမလောက်ကိုခဲ့နေလေ ခဏလေးပါအဲ့ဒီတော့ဒီကကျွန်တော်အမျိုးသမီးရှိပါဒီစိတ်ရင်းနဲ့တခါလေးငွေသွင်းသွားကြပါ မယ် အားလုံးလာကြ ဟေးမင်းသားဖြစ်ပါပြီပဲမင်းသားဖြစ်ပါပြီပဲ ဟာဥဘောအဲ့လောက်လူအများကြီးဘယ်လိုလုပ်ပြီးတော့စင်မော်တင်လို့ရမှာတော့အကုန်ဒုက္ခတွေဖြစ်ကုန်မယ်နော်ဥဘော ဘူးမနေစမ်းပါနဲ့ကွာအချိန်တန်တော့လေသူ့ကသူဖြစ်သွားမှာပေါ့ကွာမင်းတို့က
ဟိုဒုက္ခတွေဖြစ်ကုန်မှာနော်ကဲဥပ္ပလူတွေလည်းကြည့်အောင်အိုနာကျိုးကနေနဲ့ရွက်စောင်းနေတဲ့လူတွေနဲ့ဟမ်ဘိုးဘွားရေးတာရောက်မဲ့လူနဲ့ရှိသမောင်ဒုက္ခတွေဖြစ်မယ်အဲ့ဒါ အေးဗျာမင်းသားမင်းသမီးဖြစ်လောက်တဲ့လူတယောက်မှမတွေ့ဘူး ငါအဲ့ဒါပြောတာဗောဒီခါတော့ကွာလုံးအရှိခွေးမျိုးကွာ ပွဲမှာဆက်တယ် အောင်မလေးကွာဘာမှပူမနေကြစမ်းပါနဲ့တရွာလုံးအကုန်လုံးစင်မော်ရောက်ပြီဆိုတော့ဘသူကအပြစ်ပြောကြတော့မှလဲအားလုံးကောင်းတယ်လို့ပြောကြမယ်လူကြီးပဲအပြစ်ပြောမဲ့လူအားလုံးစင်မော်ရောက်နေတော့ပြီးပြီဗောကွာအားလုံးလည်းပြောကြတို့ရွာအတွက်လည်းရမုံငွေရဘယ်တော့ကောင်းလဲ ကြီးပါဘောဥပ္ပကြီးပါဥပ္ပကြီးကျုပ်ကငိုချင်းလာပြီကျုပ်ငိုချင်းလာပြီ မေဘလို့ရပါဖြစ်နေ နေမလဲ ဘုံမလို့ကြီးမဝတ်တဲ့ပေါက်ချင်းနေနေ ဒီရွယ်ကျမဝတ်တဲ့ပေါင်ရိုက်တက်ပလိုက်မယ် ဦးဒီခုတော့မှားနေနေလေဟမ်ခုတော့မှားနေနေလေ တူလေးရေထိုင်မင်းစားပြီးရင်အချို့တင်လိုက်မြက်ခငါကြရင်ဘာဟင်းစားခြင်းတလဲဒေါ်လေးကိုပြောဒေါ်လေးကရှေ့ချက်ကြည့်ဦးမ တော်လေးတခုတော့မှားနေနေလေတော်လေး ဘာမနေလို့လဲစားမကောင်းလို့လားဟင်းနေကဘာဖြစ်နေလို့လဲဟုတ်ငါတူလေးဖြစ်ချင်တာကိုပြောဒေါ်လေးကောင်းကောင်းဖြစ်အောင်ချက်ကြည့်မယ် အဲ့ဒါပြောတာမဟုတ်ဘူးလေညီကငါသားလေးကိုဂယုမဆိုင်ဘူးဂယုတွေစိုက်နေပြောတာညီဘာဖြစ်နေပြောတာ ပြောရမှာရှစ်လေးရှစ်ပါလေရှစ်လေးမရှိပါဘူးကာပွဲမှာတူလေးကအဓိကအခရာဆက်စရာမဟုတ်လားမမရဲ့ အဲ့ဒါဘာဖြစ်တယ်လဲ တူလေးကကျမကိုမင်းသမီးဖြစ်ရွေးမလားလို့လက်ထူနေတာလက်ထူနေတာ ဟာဒီရောက်ကဟင်အတန်နဲ့ကာရာအိုကေမှာရရွာကိုနှိမ့်ဆက်လို့အားမရဘူးရုပ်နဲ့ရရွာကိုနှိမ့်ဆက်အောင်လားဟုတ်လားငါသားမရွေးတယ်ငါညီကိုရွေးမှာ တကယ်နော် တကယ်ပါညီကိုလေငါကဟင်းအမလေးကနာလာရီမတော်နာလာရီမအမလေးတော့နာမဆက်တာဟိုလေတော့လက်ကပါဟိုလေတော့ စိတ်ညစ်လိုက်ဒီနေ့တော့စိတ်ညစ်စရာကောင်းတော့ရှိဘူးမရှိတော့နော်ကြရွာထဲမှာလည်းမင်းသားဖြစ်ချင်းတဲ့လူမင်းသမီးဖြစ်ချင်းတဲ့လူပဲလေနော်အိုနာကျိုးကရွက်စောင်းနေတဲ့လူတွေတယောက်မှဖြစ်နေတဲ့အေးချင်းရှိဘူးမရှိ သားရဲ့ရွာမှာဒီလောက်ကိုနှောင်ကိုင်ပန်းနှောင်ကိုင်ကြီးပေါ်နေတာမလာကြဘူးလားဟဲ့ မလာလို့ခက်နေတာပေါ့အမေဟာမတက်ကမြာကြီးမလို့မင်းကလေးမတယောက်တော့ပိုင်းဘယ်တော့မြာကောင်းမလို့ညာ ဟဲ့သူ့အမေဒီလောက်ဝါသနာကြီးတာသူ့သမီးပါမလာဘူးလား သူသမီးရတာမပါတာ तू ကရှေ့ဆုံးပါဗျာဟုတ်မှာဒေါ်လေးနဲ့အပြိုင်ပဲ အဲ့ဆိုလဲမနဲ့ဒီပြောခိုင်းပါလားဖွားကျင်လို့ဝိုင်းပြောပါလာမှာပေါ့ ဟုတ်တယ်ဒေါ်လေးဒေါ်ကြီးမြကိုလေမြာကြီးမပါလာအောင်အဲ့ဒါဒေါ်လေးစီးရုံးပြပါလား ပြောပေးနိုင်မအောင် ဘာဖြစ်လို့မပြောတာတော့ ပြောပေးလို့သူတို့ကလက်ခံလိုက်ရင်မြတ်ကျေးမောမင်းသမီးဖြစ်သွားမှာပေါ့အဲ့တော့မလုပ်ရတော့ ကိုယုံကကိုမထောက်အသက်ကိုမအားမနာညီးဖို့ပြောရတယ်အေးသိမယ်သိပါမမရဲ့သိပါမမရဲ့သိပါပြီမလဲဘာဆိုရဲသွားမမရဲ့ညီမလေးမင်းသမီးဖြစ်တယ်ဒါကိုလေတော့ပါလာလာ အမေတေဘုရားမလားစားပါသမီးစားလိုက်ဒီဘယ်ရောက်မှမသိဘူးမရဒုက္ခ ဒါနဲ့နင်တော့သိမယ် ကြောက်ကြမကနေတော့ဒီနေ့တော့ကြည့်ကောင်းပြီဒီနေ့ကြည့်ကောင်းပြီ ဟာမလုံချင်ပါဘူးအဲ့လိုပေါ်တော်ကြောက်တောင်နိုင်တဲ့အလုပ်မျိုးလုံးဝမလုပ်ဘူးနော် ဘာပြောတယ်ညီးကငါ့ကိုပေါ်တော်ကြောင်တောင်အလုပ်တွေလုပ်နေလို့ပြောတာလားခေါင်းမ မဟုတ်ပါဘူးအမေကလည်းကျင်းမုံပြောတယ်မှာမေမပါပါဘူး ဒါဖြင့်ငါပါနေတယ်ပေါ့ ဟာထုံလည်းမပါဘူးကျင်းမုံတခြားလူတွေကိုပြောတာ ဘာတခြားလူတွေတရွာလုံးဒီဖျားပေါ်မှာတက်ပြီးတော့နှွဲကြမှာအဲ့ဒါမှငါလည်းပါတယ်ငါပြောတာနဲ့အတူတူပဲ ဒုက္ခပါပဲကဲဘသူကမှမပြောကိုပဲပြောတာဒီလုပ်ကိုလုံလည်းမလုံချင်ဝါသနာလည်းမပါဘူးမလုံလို့တတ်မယ်ဆိုလည်းအသေးပဲခံလိုက် ကျေးမုံရဲ့ငါနေရချင်းတာလဲလိုက်ရှင်တယ် ဒါပေါ့တော့ဒီမှာငါညညီးလောက်ငယ်လိုက်မယ်ဆိုရင်ဘယ်လိုခါနေအောင်လဲနှွဲမလဲဆိုတော့ငါတက်သန်းချင်တယ်ဟမ်ဒီမှာခိုးစိမ့်ခုံကြီးတော့မှန်တယ် ဘာဖြစ်နေတာလဲပြော ဘာဖြစ်ရမှာလဲ
ရွာဖျားဘက်မှာမင်းသမီးမရှိလို့သူ့မင်းသမီးလောက်ပါဆိုတာမလုပ်ဘူးပြောနေလို့အေးအဲ့ဒါပြောနေရ ကျင်းမောင်ဘာလို့မလုပ်ချင်တာလဲ မဟုတ်ပါဘူးကိုကျော်ရဲ့အဲ့လိုလူတွေရှင်းမှာအရှက်ဖြစ် ဘာ ဟုတ်ဘူးအဲ့လူတွေရှင်းမှာလေအဲ့လိုလောရမှာရှက်တယ်ပြီးတော့ကျင်းမအဲ့ဒါကိုဝါသနာလည်းမပါဘူး ဝါလာမပါဘူးဆိုတော့မဖြစ်နိုင်ပါဘူးကျင်းမောင်လူဆိုတာမွေးလာတဲ့အနုပညာဗီဇာတူပါလာတာပဲအဲ့ဗီဇာငုံနေလို့ကျင်းမောင်ကိုယ့်ကိုယ်ဝါလာမပါဘူးလို့ထင်တယ် အမလီပြောစမ်းပါကွယ်ပြောစမ်းပါတို့တောင်မှ तू ကယူကြောင်ကြောင်အလုပ်ကိုလုပ်နေတယ်လို့ဒီဟာမကပြောချင်တာနော် အဲ့ဆိုတော့ကျင်းမောင်မှားနေပြီအများမလုပ်ပြနိုင်တာကိုလုပ်ပြတာကိုအရေးချင်းတစ်ခုပဲအဲ့ထက်ပိုပြီးကိုယ့်ရဲ့အနုပညာအရေးသူကိုဖော်ထုတ်နိုင်ပြီဆိုလို့ရှိရင်အောင်မြင်တဲ့အနုပညာမှာကောင်တစ်ယောက်ဖြစ်ပြီ မဖြစ်ပါဘူးကိုကျော်ရဲ့မဖြစ်ပါဘူးကျင်းမမဒီလို့မဖြစ်ပါဘူးကျင်းမအဲ့ဒါယူလုံးချင်ဘူး ကိစ္စတစ်ခုမလုပ်ကြည့်ရသေးပဲနဲ့မဖြစ်ဘူးလို့မငင်းပါနဲ့ကျင်းမောင်ခုကိစ္စရောက်ရေးလို့ပြောရင်လည်းရတယ်ဖျားဝဲမှုလို့ကုသိုလ်ရေးလို့ပြောရင်လည်းရတယ်ကျင်းမောင်မငင်းသင့်ပါဘူး တခြားကိစ္စဆိုရင်ကျင်းမမငင်းပါဘူးခုကိစ္စရတော့တကယ်ကိုမဖြစ်နိုင်လို့ပါ ကျင်းမောင်ကျွန်တော်တို့မကူညီခြင်းလို့လားကျွန်တော်တို့မှမင်းမိခက်ခဲတကယ်ဖြစ်နေလို့ပါကျင်းမောင်သာလက်ခံလိုက်မယ်ဆိုပြီးပြီ မကူညီချင်တော့မဟုတ်ပါဘူးဒါပေမဲ့ ဒါပေမဲ့ဆိုရင်လက်မခံဘူးဆိုတာထင်ရှားနေဒါကျင်းမောင်ဘာဖြစ်လို့ကျွန်တော်နဲ့လက်မတွဲကြရလဲပါတယ်များကျင်းမောင်ကရွာကုန်းအောင်ငါဆိုလို့ထားကြတယ် အာမဟုတ်တာကိုကျော်ကလည်း အဲ့ဒါဘာဖြစ်လို့ကျွန်တော်တို့မကူညီနိုင်ရလဲ စိတ်မဆိုးပါနဲ့ကိုကျော်ရဲ့ပြီးတော့ကျင်းမကိုထင်မလဲပါနဲ့နော် ကျွန်တော်တို့မကူညီစိတ်ဆိုးမှာပဲဗျာ ဒုက္ခပါပဲ ကျင်းမောင်ကျွန်တော်ခင်ဆိုမခင်ဘူးဗျာအဲ့ဒါကြောင့်မို့ကျင်းမောင်ကြောက်ကညင်းတာ မဟုတ်ပါဘူးကိုကျော်ရဲ့ကဲကျင်းမဒီလောက်ကိုလက်ခံနေဆိုရင်ကိုကျော်ကျင်းတတ်ပြီလား ကျေနပ်တယ် ကောင်းလိုက်တာဗျာအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဖွဲ့အတွက်အချောဆုံးစဆုံးမင်းသမီးတယောက်ရပြီ ဟာကိုကျော်ကလည်း ဟာကိုကြီးမောကတော့အရန်ဝမ်းတာမှာပဲသူကမြတ်ချင်းမုံနဲ့တွဲချင်နေတာ မင်းသမီးလားမင်းသမီးကတော့ကျုပ်တို့ရွာအလှပကေးစုံနဲ့မြကြီးမှုံပေါ့ဗျာ ဟာမင်းသမီးကမြတ်ချင်းမို့ဆိုတော့ကျုပ်ကမင်းသားလုံးမှာပေါ့ဗျ ညချင်းဘုံကမင်းသမီးညချင်းဘုံကမင်းသမီးဆိုလို့ရှိရင်တော့ရန်ကုန်ကဘလောက်ပဲထက်ထက်ကျုပ်မင်းသားလုံးမယ်မင်းသားလုံးမယ် ဟာမရဘူးကျုပ်ကတော့မင်းသားပဲညချင်းမို့တွဲကျင်လို့ရန်ကုန်ငွေတွေအများကြီးထည့်ထားတာကျုပ်ပဲတွဲမယ်ဗျာ လုံးဝအကိစ္စ ကဲအားလုံးနားထောင်သားကွာမင်းသားလုပ်ဖို့ကမလွယ်ဘူးကွာမင်းသားဆိုတာလူတွေလုပ်တယ်တော့မဟုတ်ဘူး ငါမသိဘူးဗျကျုပ်တို့ရမုံငွေတွေအများကြီးထည့်ထားတယ်ဆိုတာမင်းသားလုပ်ချင်လို့ဗျမင်းသားလုပ်ချင်လို့ ဟဲ့ဖို့တိဘသူတွေရမုံငွေဘလောက်ထက်မင်းသားကိုတော့လုတ်တက်ကိုင်းတဲ့တဘာရှိတဲ့မောင်မောက်ကိုပဲရွေးတယ်အဲ့ဒါငါရွေးတာဘသူကပြောမလဲ အိုးဒါဆိုလို့ရှိရင်ကျုပ်မကတော့ဘူးဗျကျုပ်တို့ထက်ထားတဲ့ငွေတွေပြန်ပေးဒါပဲဒါ မင်းသားမလုပ်ရလို့ရှိရင်ရန်ကုန်ငွေမထည့်နိုင်ဘူးဗျာ ဟုတ်သေးပါဘူးဗျရမုံငွေညထည့်နေရာကောင်းပေးမယ်ဒီလိုဆိုတော့ကျုပ်ငွေပြန်ပေး ကဲပါကွာမင်းတို့မင်းသားမလုပ်ရရင်မင်းတို့အတွက်နေရာကောင်းမပေးပါဟေးရမုံငွေတော့ပြန်မထုတ်နဲ့နော် ဟိုမင်းသားမလုပ်ရတော့ဗျာမကတော့ကျုပ်တို့ရန်ကုန်ငွေတွေပြန်ထုတ်ပေးဗျာ ဟုတ်တယ်ဗျကျုပ်ငွေလည်းပြန်ထုတ်ပေး ဟာဒီတော့ဖြစ်နေမှာတော့ဥပေါ်ရဲ့သူတို့ပတ်စံကိုပြန်ပေးလိုက်စမ်းပါဒီမှာခင်ဗျားတို့ပတ်စံကိုဥပေါ်ဇနီးရှိရာထုတ်ပါနော်ရည်ရွေးရွာရေးကိစ္စပျော်ပွဲရှင်ပွဲကိစ္စဖျားကုသိုလ်ရွေးကိစ္စမှာဒီလောက်ဖြစ်နေတာတော့မကောင်းပါဘူးဗျာခင်ဗျားတို့ပတ်စံယူပြီးခင်ဗျားတို့သွားတော့ဗျာ သွားမယ် သွားမယ် ကဲဒီမှာကျန်တဲ့သူတွေကတော့မနေ့ကငါဇက်တိုက်တော့မှာပဲလာခဲ့ကြဗျာ ဟုတ်တယ်ဟုတ်တယ် ဟိုရောက်မှာပဲဘသူတွေကအဲ့ဒါဘယ်နေရာပါမယ်ဆိုတာကိုကျွန်တော်ပြောမယ်ဗျာကိုရရေးရွာရေးကိစ္စပဲဗျာတာရနာလည်းသဘောမထားကြပါနဲ့ဟုတ်နော်ပြောပါပါလေးနဲ့ဝိုင်းလုံးကြတာပေါ့ဗျာဟုတ်တော် မောင်မော ဗျာ ချက်ကြီးတို့အုပ်စုထွက်သွားတော့ရမုံငွေရော့သွားပြီ ထွက်တော်တယ်ဘာဖြစ်တော့သူတော့ရောက်ကပတ်စံဘယ်လောက်ရှိတူ အေးအဲ့တော့အဲ့ရမုံငွေကိုမင်းဆိုင်ထက် ဗျာ မပြနဲ့လေကွာချက်ကြီးတို့အုပ်စုကမင်းသားမလို့လို့ထွက်သွားတာအဲ့တော့မင်းသားလုံးမဲ့မင်းကစိုက်ထည့်ရမှာပေါ့မင်းဒါမှမင်းတောင်ပြူနိုင်ဆိုလည်းရပါတယ်လေတောင်ယူနေတဲ့လူကိုမြချင်းမုံနဲ့တွဲခဲ့ရတော့မှာပေါ့ အာမဟုတ်ဘူးအဲ့လိုမလုပ်နဲ့အဲ့လိုမလုပ်နဲ့အဲ့လိုမလုပ်ကျွန်တော်ထက်မယ်ကျွန်တော်စိုက်ထက်မယ်ကျွန်တော်စိုက်ထက် စကားစလာပြီမင်းပွဲကမယ်ဆိုရဲငါအိမ်ကပစ္စည်းတွေလှုပ်လို့ဖြစ်လာပြီငါမပြောချင်လို့ကြည်နေတာနော်မင်းလွန်လာပြီ 哦，冇理没嘞，我可能不想听来说，大地要别听他冇，把那东西可能听他哩没。 သူများကတယောက်စားနဲ့ထည့်ရတာလေ
မင်းက3ယောက်စာဆိုတော့မလွန်လုံးဘူးလား အမေရလေအမေသာတမန်ကောင်းမဟုတ်ဘူးမေကီဖွဲ့စီစဉ်သူမင်းသားဇက်စီယာဒါရိုက်တာဆိုတော့သူများတွေတော့ထည့်ခိုင်းပြီးဟိုစီစဉ်တဲ့လူကဟိုရှော့ထည့်တယ်ဆိုတော့လူချလို့မကောင်းပါဘူးရတယ်နော်ဟုတ်တော့လေ ဟုတ်ပါတယ်မရဲ့အလဟတာ3မျိုးပြစ်တာမှဟုတ်ပဲအခုဟာရက်ရေးရွာရေးကိစ္စပဲပို့တဲ့ငွေကိုလည်းဖျားလို့မှဆိုတော့ကုစုရတာပေါ့ လောက်ကြပါညီတို့2ယောက်ပေါင်းပြီးမှတော့ငါအရှုံးပေးရတော့မှာပေါ့ဒီမှာတခုတော့ပြောလိုက်မယ်နော်တရက်လုံးငွေကုန်လာမယ်ဆိုရင်တော့ညီတို့2ယောက်ကပွဲကခိုင်းတဲ့တကြီးရောချားနာပေးမှာမဟုတ်ဘူးနော်အေးတုံကပွဲချမ်းပလိုက်မယ်နားလေလားကြီး ကဲမေတို့ဟိုနှစ်ပါးကဟုတ်ကဲ့နော်နှစ်ပါးကလို့ရှိရင်ကျွန်တော်ကနော်ရှေ့ရပေါ့လေရွာသားနေပြီးအဲ့မှာသူကချိုးချလိုက်မှာဟုတ်ကဲ့ချိုးချလို့ခေါ်လိုက်တာနဲ့ကျွန်တော်ကရှေ့ရနေပြီးမင်းသားဝတ်စုံနဲ့ရှေ့ရသွားမှာအမေတို့ကနောက်ကမင်းသမီးဝတ်စုံနဲ့နောက်ကတန်းတပတ်အဲ့တပတ်မှာကျွန်တော်အလဲကောင်မဒီတိုင်းမှာကျွန်တော်ရက်နေလိုက်မယ်အမေတို့ကနေကျွန်တော်နောက်ထပ်တပတ်ခါမှာဒုတိယပတ်လိုက်ပတ်လို့ရှိရင်ဇလားပုံလေးနေပြရအောင်ဇက်ကုံရှိဘက်ကိုမျက်နှာလေးပါတော့ပုံလေးအဲ့အလဲကောင်မကျွန်တော်ရှိမယ်အဲ့မှာဘယ်ချီညာလဲဆိုတော့ဘယ်ချီညာလဲပေါ့ခါထောက်မယ်ဆိုတော့ခါထောက်မယ်လက်ခုပ်တီးမယ်ဆိုတော့ညီနေတယ်ဟိုမှာစီးနဲ့ဝါနဲ့ရှိတာကိုတော့ဝါချမှာဆိုလည်းညီညာလေးနဲ့ချမယ်နော်တော့ပေါ့နော်ဟုတ်ပါတော့မျက်နှာလေးကိုပြုံးထားမှာဘယ်တော့စိတ်ဆင်းရဲစရာပဲရှိမျက်နှာလေးကိုကျွန်တော်ပြုံးထားတို့ရုပ်တယ်လားလက်ချောင်းပြုံးနှစ်ခုပြုံးဟာညချင်းမို့လာလေလာသားပါအေးကြီးရတယ်အာညချင်းမို့ရောက်တယ်အေးလေမအကတက်နေပြီအကုန်ဆုံးနေပြီနင့်ညောနေတာကျုပ်ဘာလို့ပြန်มาလဲကြီးကလေလူကဟဲ့ဒါစင်မလားဒီရဲ့များมาလေဒီရဲ့မြင့်ပြောရတာငါမပြောချင်ဘူးနော်ညင့်နဲ့ဟာညချင်းကိုရောက်နေလားညချင်းကစင်မမရောက်ခင်နဲ့နာမည်ကြီးရနော်ပြတ်တာကျိုးလာပြတယ်ကဲတွေ့လားညီပါနေကဲအစိုးတမ်းမဲ့လူတွေဟိုဘက်ကိုလိုက်ခဲ့အဲ့ဒီကျွန်တော်သွားလိုက်အောင်ဟုတ်ကဲ့ဟာမဟုတ်လေညချင်းကိုမဟုတ်လေနင်ကဟိုဆိုးမဲ့ဘက်မှာမဟုတ်ဘူးလေဒီမှာကမဲ့မှာငါ့ဘက်မှာဘာနဲ့ကမှာလေဒီမှာငါဘက်မှာတော့သွားချင်တာသွားလေဘာသွားနေသွားမှာငါကောက်လေးခေါ်ရတာမလားလို့အဲ့ဆိုရင်ဒီမှာနေပို့သွားရင်ကောင်းတယ်မသွားဘူးညချင်းကိုကျွန်တော်သွားလိုက်အောင်ဟုတ်ကြောပြင်းမပြင်းထားပါနဲ့နော်ဟောပြစ်မထားပါဘူးစိတ်ချသားမှာငါကိုပြီးရည်ပြီးငါအကုန်တင်ပေးပါမယ်ဟာရှင်းအောင်ပြောတာမဟုတ်နော်စိတ်ချနေတာချင်းကိုပဲအားလေးနာနာနော်ကဲလာပါလေလာစမ်းပါလေသွားကိုမဟမ်ကျမခေါင်းလေအရင်စတိုက်တော့ကိုမော်ရနော်နော်ဘာဖြစ်လို့အမေပြင်သွားတယ်ကိုမြန်မြန်ထွက်လာကျမလာအိမ်ပြန်သွားမှာလို့နော်ကိုမော်နော်နေမသိတော့ဘာဖြစ်လို့မလုံးနဲ့ကိုမော်အမေကလေကိုဆိုတာကရင်ကြိုက်ဘူးတင်းဆော့ပလော်တိခါလိုက်မယ်ကိုမော်ရနော်ဒုက္ခပဲနေစင်မောမကတော့လည်းမသိတာမှတ်လို့လူတော်ထဲမှာနေကမှာနေတယ်ရဟိုစင်မောရောက်သွားလို့အမေသိလေအဲ့အိတ်ချိန်ကျမှရိုက်ခံထိလိုက်မယ်အခုသိသွားလို့လေစင်မောတက်မှာဆိုတော့ကိုမော်ရနော်ကျမဖောင်အရွေးလို့ဇက်တိုက်ပြောကိုမော်ရနော်တောင်းပါမှာဒုက္ခကလာဟုတ်ကဲ့ဒီမှာနေငါပြောမယ်ဟုတ်နော်မနေ့ကနေကငါကောက်ကိုတင်ပေးလာလေမှတ်မိလားမှတ်မိတယ်ကွာကဲငါပြန်ကပြတာဒီနေ့တော့ဒီခဲတီရှင်းနေငါ့ကိုအခါနဲ့ပေါ့အမေစကားနားတော့သူဟာအဲ့ဟာနဲတော့နဲသေးတယ်ဟဲ့ဘယ်နဲ့ပြောရတယ်လဲအာနာပြန်ကြီးอ่ะအဲ့တော့အာနာမှာလေသူ့ဘာသူရိုက်ထိုင်တာဟာနင်တော့ပြောနေကြလေငါတီးလိုက်မယ်တော့ဇက်ပြန်တိုင်းပြန်ထိုင်ကြအောင်အမလေးရုပ်သေးတယ်မဘူးမှာတော်တော်ဆိုးတာကဲဒီမှာတေးကြမ်းနော်ဟုတ်ပြီဒီမှာမင်းသမီးကမျက်နှာကိုဖြီးပြီးတဲ့ခါညီလေးဝါမနော်မှတ်ထားရတာညီလေးဝါမမင်းသမီးကမျက်နှာကိုဖြီးပြီးတဲ့ခါနော်မင်းသမီးကချစ်ပါတယ်လို့ပြောပြီးရှက်ပြီးတော့လှည့်သွားညီလေးဝါမနော်အဲ့မင်းသားကအားရဝမ်းတာနဲ့အဘွားဖြစ်တဲ့အခါဘာလို့ဝါတာအဘွားဖြစ်တာဘာလို့ကျွန်တော်စကားကျွန်တော်နားလေတယ်ကဲစမ်းနော်ကိုချစ်ပါတယ်လို့ပြောပြတယ်ရှစ်ပြုံးလေးပြင်ပြခဲ့ဟုတ်လားနော်ပြောလေကဲကိုချစ်ပါတယ်ပြောလေကျုပ်လေကိုပါတယ်ဘာသာတယ်နဲ့အမဟုတ်ဘူးလေဘယ်နဲ့ပါတာတော့
ဟုတ်လေကိုကိုချစ်ပါတယ်လို့ပြောလေအဲ့ချစ်ပါတယ်ဆိုစကားလုံးကိုကိုပြီးအောင်ပြော ဟာအဲ့ဒါမပြောချင်ပါဘူး မပြောလို့ဒါဇတ်တော်ရလी ပြောရမှာ ဇတ်တော်ရပါ ဟာဟိုအဲ့ဒါဖြုတ်ပေးလို့မရဘူးလား အဓိကပြုလို့ပဲရမှုညာကြီးမှာဒါအဓိကဒါမှမဟုတ်နောက်ခါအဖို့ပြတမ်းမှုမြင့်ပါလी ပြောစမ်းပါအေးပြောလိုက်စမ်းပါဟဲ့ ချစ်ပါတယ် ကိုကိုချစ်ပါတယ် ဝမ်းသာရမြတ်ကြီးလို့ပဲဘာရ ခက်တယ်ရှင်းရတယ်ကျမမခက်ပါနဲ့ ဒါဇလန်သဘောရ အေးမောင်တို့ရေသူမျက်မဖြစ်ဖက်နော်ငါပြစမ်းမယ် မဟုတ်ဘူးအထွေရတယ် အိုးတို့ကတော့ပြမှာဒီမှာဒီမှာအိုး ဘာကူတော့ညကြီးပေါ်မှာမကူနီးစက်လာပြီ ဒီမှာချက်ချက်မိုး item နော်နောက်တော့နန္ဒာလိုင်းရဲ့ item စုမြတ်သူကချက်ချက်မိုးပန်းပန်းပန်းဟုတ်လားခိုးသိနေ အော်ဟုတ်ရ ရဒီပါလေလေ အော်ရကြည့်ကြရရဲ့ ခုနစကားပြောပြောလေပြောပါ ကဲလို့ကိုချစ်ပါတယ်လို့ပြော ရှက်တယ် ရှက်မှာနဲ့ဒါအလုပ်သဘောရပါ ရှက်တယ်လို့ကိုနော် မဟုတ်ဘူးကိုချစ်ပါတယ်ဒါဇတ်သဘောရပြောအဲ့ဒီပြောကြ ကိုနော်ကိုချစ်ပါတယ်လို့စကားဖက်လေအော်ဝမ်းသာကြမြတ်ကြီးမဝဲဝမ်းသာ ရှက်တယ်ဘာဖြစ်သွားလဲ ဒီကြောင်နဲ့ခေါ်တာလို့ဒုက္ခပါ မတော့လို့ကွတက်ပြန်ဖက် မောင်မောကြီး ခင်ဗျာ ဆက်ရတဲ့အဆင်ပြေလားညာကြီးမောပဲနဲ့လေ အဆင်ပြေပါတယ်ညကြီးမွာတခါမှမလုပ်ဘူးလေလို့ဆိုတော့နန်းသမီးစိတ်ကြည်ကြီးတော့ဖြစ်နေတာပေါ့ဒါပေမဲ့ဘာမှမပူပါနဲ့ကျွန်တော်ကိုပြီးရင်ပြီးကျွန်တော်သင်ပေးသွားမှာပါ ကောင်းပါတယ်ကွာမင်းတို့ယုံကြည်ပြီးသားပါဟောညာကြီးမလို့ပါလားလာကြဘာကိစ္စရှိလို့ ကိစ္စတော့ရှိပါလေဒါပေမဲ့သူ့ရှိမှမပြောချင် ဟမ်ကျုပ်ရှိမှခင်ဗျားမပြောချင်ဘူးသူဘာကိစ္စမလို့လို့ အိုးရှင်းမှမပြောချင်ပါဘူးဆိုနေ ကဲဘာမို့တော့အိမ်ထဲကနေတော့တော့ပါကဲဘာကိစ္စ ကျမကိုမောနဲ့မကချင်ဘူးမင်းသားလည်းသိမယ်ဆိုရင်တော့ကျမဆက်ကမယ် ဘာဖြစ်လို့ သူနဲ့မကချင်လို့ပါဆိုဦးလေးကိုလာပြောတာမင်းသားလည်းသိမယ်ဆိုရင်ကျမဆက်ကပြီးမယ် အဲ့ဒါပြဿနာပဲမင်းတော့လုပ်ဖို့ဆိုတာမလွယ်ဘူးဒီရွာမှာအရေးရှိတဲ့လူဆိုလို့မောင်မောတယောက်ရှိတာ ဟာဦးလေးကလည်းရှိပါတယ်ကိုကျော်ဆိုမင်းသားဖြစ်နိုင်တာပဲရုပ်ရည်ရတယ်ကိုမောထက်တောင်းတာသေးတယ် ခက်တာပဲကိုယ် မခက်ပါဘူးဦးလေးရဲ့ဟာလေကိုကျော်ကမင်းသားနေရာပေးလိုက်ရင်ရံမုံဝဲကိစ္စရှုပ်မှာဆိုလို့အဲ့အတွက်ဘာမှမပူနဲ့ကိုကျော်ကမင်းသားနေရာထားမယ်ဆိုရင်ရံမုံဝဲကျမထည့်ပေးမယ် ဘာဘလို့ဟာရံမုံကိုတက်တယ်မဆိုရင်တော့ဖြစ်အောင်လုပ်ပြရမှာဩပြောပါဦးငါတို့ကကြီးဘယ်လောက်တက်တယ်မှာ ဦးလေးပြောပါကျမဘယ်လောက်ထပ်ထည့်ပေးရမလဲ ဘလောက်မှထည့်စရာမလိုညကြီးမနော်ဒီမှာနဲ့ဆန္ဒတိုင်းနေငါနဲ့မတွဲကြည့်ဘူးဆိုရင်ငါမင်းသားညံငါထွက်ပြီဟုတ်ပါလား ဟာဟေ့ဟိုရံမုံကိုကိစ္စရှိသေးတယ်လေ ဘာဖြစ်လို့ဒီရံမုံကိစ္စကိုတော့ပြောနေရတာတော့ဘာအခက်အခဲရှိနေတယ်ဒါမှကျွန်တော်ထည့်ထားတဲ့ပတ်စံကြီးတပြားမှကျွန်တော်ပြန်ပြီ အဲ့ဒါဆိုလည်းပြီးရောကောင်းတယ်ကောင်းတယ် ခမတို့ဘာကိစ္စလဲ ဘာကိစ္စအမှလဲအခုဇက်ကတိုက်နေပြီကျွတ်တော့ဘယ်ခန်းကပါမှအခုniမသိဘူးအရှင်ကြည့်လို့လေ ကျုပ်ကတော့အရင်မပါတဲ့နေရာထားနေတာမင်းသမီးလောက်ချင်တော့ရန်ကုန်ဝင်ထည့်ထားတာကျမတို့ကိစ္စလည်းရှင်းမအောင်နော်အာမခံထားရင်ပြောနေပြီတော့ကျမတို့ရန်ကုန်ဝင်ပြန်ထုတ်ပြီးသားပဲ ကဲပါနေကြပါဦး မနေနိုင်ပါဘူးသူများဇက်တက်တဲ့ချင်းချင်းချွန်ညာကွညာပြီးကျွတ်တော့လေထွန်းညင်ကွညင်ရှင်းကိုပတ်စံပေးထားတာလေအဲ့ဒါကြည့်လို့မှာပေါ့ ကျွန်တော်မကြည့်နဲ့ကိုပြဿနာကိုသိချင်အစရရကြောင့်ဒါမျိုးတွေဖြစ်လာနိုင်တယ်လို့ကျွန်တော်ပြောထားပြီးသား အမလေးဘာလဲသူကကျွတ်တော့အခန်းကောင်းမပေးနိုင်မဲနဲ့ရံမုံဝင်ကောက်ထတာပေါ့ဘယ်လိုသဘောတော့ ကျမတို့လုံးဝမခံဘူးနော် ကဲပါနေကြပါဦးဒီကိစ္စကိုငါရှင်းပေးပါမယ် ရှင်းနေတယ်ဆိုတော့ကိုရှင်း ကဲခင်ဗျားတို့ကမင်းသမီးလုပ်ချင်ကြတာပေါ့လား အမင်းသမီးလေမင်းသမီးခေါင်းဆောင်မင်းသမီး အေးခင်ဗျားတို့လည်းမင်းသမီးကအောင်ငမော့လည်းမင်းသားနေရာမပြောက်အောင်စိန်ငမော့နဲ့ရွှေမင်းသမီးများဆိုပြီးနှစ်ပါးသွားကမယ်ဗျာ ဟ
ဖြစ်တာလဲဘယ်လိုမှနေပါတော့နေတယ်မှာမပြောနိုင်ဘူးပြင်းပြီတော့ဦးလေးဘယ်လိုဖြစ်တာလဲဗျာစားတိုက်တာလည်းရိုက်ပြီးတိုက်နေလားပို့ဘူးစားတိုက်တာအပေါ်မှာသူသမီးကတာမကျင်တယ်လို့သူ့မရရိုက်တာအော်တော်တယ်ဗျာသူမင်းဘာလို့တော့လဲအော်ဒီမှာရက်ပြက်လာကြတယ်ဆိုလို့မြို့မှာကျွန်တော်မနေနိုင်ဘူးကကျလို့လိုက်လာတာဦးလေးဟုတ်လားနေရာကောင်းလေးပါလေမရှိဘူးလားပြောမမင်းသားနေရာမရှိတော့ဘူးဟဲ့ဒုက္ခပါပဲမင်းကကျင်နေဆိုရင်ဘလူးနေရာရမယ်ဟာဘလူးနေရာတော့ဗျာမကဘူးလားကမယ်ဘေးရတာတော့မင်းကတန်းသားလို့တော့ဒီနေရာငါကမလို့မင်းကိုဘလူးနဲ့တူလို့ငါပေးတာအော်လေကျေးဇူးတင်တယ်ဦးလေးကျွန်တော်တော့ပဲချောနေလားဟုတ်လေအဲ့ရုပ်ချင်းလို့မကိုင်းဘူးဟာမဖက်ပါနဲ့မဖက်လို့ရဟောဗျာဘယ်လိုလုပ်မလဲကမေးလို့မချစ်ရတာပြောစီရလုံးဟမ်ဟောဒီလိုပေါ့ကွာမင်းလည်းခုမှအစရှိတယ်တော့ရှိမှာပေါ့စိတ်ရှိလက်ရှိပြီးတော့သင်မှာဟာဘယ်လိုလဲညကြီးမို့ဘေးလူတွေမြန်မာဆိုလို့ငါ့ရင်အပေါ်ဓာတ်မှာတကားပိတ်ပြီးဇက်တိုက်တာဟာအဆင်မပြေဘူးလားအဆင်မပြေပါဘူးဥပေါ်ဟာညာချင်းမုံရှက်နေတာကြောက်နေတယ်ဘာမှလုံးလို့မရဘူးအစဆိုဒီလိုပဲပေါ့ဟုတ်လားတဖြည်းဖြည်းတော့ဒီလိုပဲဟိုသင်ရပါတယ်နော်ညာကြီးမို့ညကြီးမို့နေမဲ့မင်းသားမကြိုက်ဘူးဆိုလို့ငါငမော့နဲ့လဲပြီးပြီလေတဘယ်လိုလဲဟုတ်ကျမလည်းချိုးစားတာပဲဘာကြီးရဲ့ဇက်တိုက်တာကြာပြီအခုလည်းဒီအခန်း3ကနေကိုမတက်တော့ဘူးအချိန်လည်းမရှိတော့ဘူးဒီပုံနဲ့ဆိုဘယ်လိုကမလဲဥပေါ်မြို့ကမင်းသမီးတက်လက်တာငှားပြီးတော့ဟာမင်းကလည်းမြို့ကမင်းသမီးငှားလို့ရှိရင်ဟိုပတ်စံနေအများကြီးကုန်မှာပေါ့ကွာအဲ့ကုန်ကြစိတ်ကျွန်တော်ပေးမယ်အဲ့မင်းသမီးရောက်လာရင်နေစရာထိုင်စရာဥပေါ်တာဝန်ယူဟာတကယ်ပြောတာနော်တကယ်ပြောတာမောင်မောကြီးဒါဆိုရင်မင်းမြို့တက်ပြီးတော့မင်းသမီးရှာငှားခဲ့မင်းဟိုဇက်တပင်းနဲ့ကျွမ်းတယ်လေကွာဒီတော့ချောချောလာတာငါနော်မဟုတ်ဘူးလေဝယ်ဟိုညာကြီးမုံကြီးကလည်းမဆိုးလာပါဘူးဟိုသူ့ကိုစိတ်ရှည်လက်ရှည်လေးနဲ့ကျွန်တော်ကိုပြီးရင်တော်ပြီကျမကလည်းမကတော့သင်လည်းမသင်တော့တော်ပြီနေပါဦးနေရတာမကကျင်တာလေငါတူကကကျင်လုံးလို့ဒီမှာရွာတော်ရောက်လာပြီသူ့ဘယ်ခန့်ကမှာဘလူးကန်လေဟမ်ဘလူးကန်မလေးကြောက်စရာကြီးကြောက်လိုက်တာညာကြီးမုံဘလူးဖြစ်သွားတယ်မလေးငါတူမင်းအောင်မြင်တယ်ငါတော့မင်းကြည့်ပြီးလန့်တယ်မင်းအောင်မြင်သွားပြီဟုတ်ကဲ့ဒီအင်းကြီးရလေဟိုကျုပ်ငယ်တုန်းကကျုပ်မြင်ကျုပ်ကိုချုပ်ပေးခဲ့တာဟဲ့ဒီဘယ်တော့ကကတာလဲငါမတွေ့ဘူးဟမ်ညီဘယ်တော့ကကတာလဲရေးဟိုကျုပ်ကိုရှင်ပြတော့ကလေနားတိုင်ကျုပ်ဝေးဖို့ဆိုပြီးကျုပ်မေကချုပ်ပေးခဲ့တာဒါကပြောအမလေးညီငယ်တုန်းကဝစ်တဲ့အင်းကြီးကညီအခုဒီကိုလုံးကြီးနဲ့ဘယ်လိုလုပ်တော့မှလဲဟုတ်ပါနဲ့တော့ကျုပ်ကဘယ်လောက်ကြီးသေးလို့လဲဘယ်လောက်ကြီးသေးလို့လဲတော့မှဒီဟာမှဒီလေးပါပြောမနေဒီမှာအဝတ်စားတွေကအရေးကြီးတယ်ဒီမဲ့ဟိုဟာမတွေသူ့လူသွားလို့မှားလိုက်ပြီတော့မြို့သွားပြီအဲကျွတ်တော့မေ့တော့ဒီမှာဒေါသီသနာခါပဲမှားလိုက်တယ်ဟိုမှားလိုက်ရတယ်အဲ့ဒီဝတ်စားဘယ်နဲ့လုံးလဲပြောရင်ဒီမှာကျူတဲ့တင်းပြမြောင်ဝေးမှားလိုက်တယ်အဲ့ဒါဝတ်စားလုံးကြပါ့မလားတနေ့ပါလိတော့တယောက်ချင်းတွေလိုက်ပြီးငှားနေလို့တော့ဘယ်လွယ်ပါမလဲကျုပ်တို့အားလုံးအတွက်ကိုငှားပေးဖို့ဥပ္ပကိုကူညီတောင်းရင်မကောင်းလားမလေးဥပ္ပကိုကူညီတောင်းလို့ဘယ်ရပါမလဲဥပ္ပကသူ့ရံပုံငွေကိုထိမှဆိုဆက်ဆက်တုံးဘယ်ငါပေးပါမလဲဒါဟုတ်တော့ तू တာဝန်ယူသင့်နေဟာဒါဒီလိုလုပ်လေကျမတို့အကဖွဲ့တော့ဥပ္ပကတော့ဆွဲသွင်းလိုက်မယ်လေဥပ္ပကရံမုံငွေများထုတ်ပေးမှာပေါ့ဥပ္ပကတော့ကပါမလားအေးကတယ်ဥပ္ပကတော့လေကဖို့တွင်ပြီးပြီဟောကဖို့တွင်ထားတယ်တဲ့သူကဖို့လုပ်ပြီးပြီအဲ့ဒါကောင်းတော့အညာမဲနော်ဥပ္ပကတော့မျက်နှာနဲ့ရံမုံငွေများများထုတ်ပြီးမောင်မော့ပဲတောင်းပြီးငါခိုင်းတာဟုတ်တယ်အဲ့ဒါကောင်းတာပေါ့ဒီကြံကောင်း
ပွဲနားရဲ့နဲ့ကြုံနေတယ်တခါတည်းကိုလိုက်ရတာ ဟာကောင်းတယ်လာမင်းကျွန်တော်လက်ကိုကင်ပြီးစင်ပြောကြမယ်နော်ဖြည်းဖြည်းစင်ဟာကိုင်းမလုံးနေတာမိစ္ဆာတွေပါလေပြေးအောင် ဩဟေးသူကနမ်းမယ်ကြီးရလေအဲ့ဒါလက်ထောက်မင်းသမီးလေးနာမည်တော့မာယာတဲ့သူကတော့ ကျွန်တော်နာမည်ကျော်ထုံးပါတက္ကသိုလ်ဒုတိယနှစ်တက်တယ်ဟိုဒီရွာပြားမှာ stage ကိုတာဝန်ရှိတာပြတယ်လည်းပြတယ်မင်းလားမမလည်းကျွန်တော်တွေ့ရမှာ ကြော်နည်းနည်းမိတ်ဆက်ပေးအောင်တော့မင်းမဆောင်နိုင်တော့ဘူးလား ဟာကိုင်းမမိတ်ဆက်ပေးမပြည့်စုံအဲ့ဒါကိုကကိုပြည့်စုံပြောလိုက်တာနော်နော်လာ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 မ လက်ချပါဟဲ့ငါလည်းချပါဦး ယာ တော့ချကြပါဦးဟဲ့ငါမင်းသမီးတော်လေတစ်ချိန်ကလည်းသူတို့လိုမင်းသမီးပါဟဲ့ ဟုတ်ပါပြီခုံချ ဟဲ့ကောင်လေးကိုရော်လာတဲ့အဲ့နေကွာဒီလိုမလုပ်ပါဘူးဟောညီမလေးဂုံးပူ ကိုပေါ့ ဟာဟေးဒါမင်းတို့လုပ်ရမယ်အလုပ်မင်းမချင်းခေါ်ရမယ်မင်းတို့မလုပ်လို့ငါလုပ်နေရတာခေါ်လိုက် မလေးတော့ပါပြီတော့အမလေးတကတဲ့ မာယာဒီနေ့ညဆန်းတော့မယ် ကျွန်တော်မာယာလို့ပဲခေါ်နိုင်ပါတယ်တက္ကသိုလ်ကျောင်းသားတယောက်နဲ့တွဲပြီးတော့ဖျော်ပြမယ်ဆိုတော့ဂုဏ်ယူပါတယ် ကျွန်တော်လည်းကမလိုအနည်းပညာရှင်မင်းပြောင်းတယ်မင်းကိုရအရောက်ဝတ်တာ မာယာတိတော့ကောင်းတာကကြတယ်ခင်လည်းခင်မကောင်းဘူးကိုမောဇာတဲ့လက်တူမှာဆိုရင်သူ့ကိုခင်ဆုံးပဲသူကလည်းကိုမောကိုခင်ဆုံးပဲ ဟေးအောင်မင်းတို့ငါ့ကိုသတိမရကြသေးရလား ဘာလို့လို့ ဟာငါလည်းမင်းတို့လိုမိတ်ဆက်ပဲဦးလေကွာကြီးရှိအောင်မလုပ်ပါနဲ့မင်းတို့ ဟုတ်တာပဲကဲမာယာဒီရွာထဲမှာကျွန်တော်အကြီးဆုံးပေါ့ ဟဲ့ကောင်ရွာလူကြီးလို့ပြောတာပါ ရွာလူကြီး ကျုပ်က ကဲမာယာခကြီးပန်းလာတယ်အနားယူလိုက်ကြနော် ဟဲ့ကောင်မင်းဘာကြိုးကြိုးတာ ဘာချိုးလို့လို့ ဟာမင်းတို့လိုပဲငါ့ကိုမင်းအပြည့်စုံမိတ်ဆက်ပဲဦးလေကွာ ဟုတ်သားပဲကိုမောကလည်းနာမည်လေးပါလည်းမိတ်ဆက်ပေးဦးမှာပေါ့ အဲ့ဒါလေးတီးလို့ကျွန်တော်မိတ်ဆက်လိုက်တာ ဟေးထူပါဦးကွာငါလည်းငါမိတ်ဆက်မယ်အကျုံးနာမည်ဥပေါ်တဲ့တခုလည်းမဟုတ်ဆိုးဘူးကြီးပေါ့ ကိုပေါ့ မာယာအဲ့ကိစ္စကိုရှင်းပြမယ်နော် မင်းမရှင်းနဲ့ငါရှင်းမယ် ကျွန်တော်ရှင်းပါမယ် ဒါမှငါရှင်းပါမယ် ရွာလူကြီးပဲခက်တီနေနေစမ်းပါဒီလိုမာယာပထမမယားနဲ့ကိုယ်သွားတယ်အဲ့ဒါတခုလက်နော်အဲ့ကိုယ်သွားတယ်နောက်ဒုတိယမယားယူတယ်သေသွားတယ်မုံဆိုးဘူးဟောဒါတော့တတိယမယား မောင်မော့ ညာ မင်းပြန်တော့ ကျွန်တော်ကဘယ်လိုပြန်မှာ မင်းအိမ်မင်းပြန်တော့ ပြန်လို့ဒီမှာမာယာကနေဖို့စားဖို့တဲဖို့ကြပဲမလုပ်လို့ ဟဲ့ကောင်ငါရွာလူကြီးငါအိမ်မှာတဲလိမ့်မယ်ဒီမှာကျို့အိမ်မှာစားဖို့လည်းမပူနဲ့ မဖြစ်သေးပါဘူးရှင်မင်းကလေးကယောက်ျားလေးရှိရင်မဖြစ်ပါဘူးကြော့အိမ်မဲ့ခေါ်သွား ဟုတ်တယ်ဟုတ်ပါတယ်တော့မြတ်ကျေးမုံနဲ့လေအဖော်ရတာဖော်ရတယ်တော့ ကဲလာမတော့ ဟဲ့ကောင်မောင်မော့မင်းနေကောလေကွာ ဘာလို့မလို့လို့ မြို့မှာလိုက်တဲ့ကိစ္စတွေမင်းကပြန်ပြောအောင်မလေး ဟုတ်ပါတယ်ကိုမောနေခဲ့ပါကျွန်တော်လိုက်ပို့လိုက်မယ် မင်းကလည်းကွာငါခကြီးပန်းလာတယ်ကွာနောက်မှပြောပြပါ ကဲတော့ပါရှင်တော့ပါတော့ပါ ခရီးပန်းတဲ့လူကအခုမင်းသမီးလိုက်ပို့ကြတော့မင်းပြာခတ်နေတယ်ဟုတ်လား ကဲဘယ်သူမှမပို့နဲ့ကျွတ်တော့ပဲခေါ်သွားမယ်လာသမီးလာမင်းလည်းနေရှင်လည်းနေမင်းလည်းနေလာသမီးလာမလေးကဲမင်းသမီးတို့လာကဲအခုမှရှင်းတော့ ကဲပါသမင်းစားလေးချိုလေးထည့်လိုက်ပါသမင်းရောစားကောင်းရလားအမစားကြတာရှရင်ပြောတော့ကျမချက်ကျွေးမယ် ရပါတယ်ညာချင်းမို့ပဲညာချင်းမို့ကချက်လို့ကောင်းတာပဲဘာချက်တဲ့စားကောင်းပါပဲ အမလည်းမြောက်နေပြန် ဟုတ်တယ်ကျမရောက်ကြတဲ့ညာချင်းမို့ကြည့်နေတာညာချင်းမို့ကတော်တော်မိမပေးတာပဲ ဒါကြောင့်လေရွာမှာသမီးလေးကကိုယ်နောက်ကန်ဖြစ်နေတာပေါ့မင်းသမီးလေးရဲ့ ဒါနဲ့ညာတော်ရဲ့ကျမတို့ဒီကိုခေါ်နေရသေးတယ်ညာချင်းမို့ပဲမင်းသမီးတင်လိုက်တော့ပါလားလို့ အမလေးမင်းသမီးရဲ့အဲ့ဒါလို့မဖြစ်လို့မင်းသမီးကိုမရမကလာခေါ်ရတာပေါ့ငမို့ရောတကြီးကသူ့ကိုကခိုင်းတာ तू အားရှိရင်ရှက်ကြောက်နေရနဲ့ဘာမှမဖြစ်ဘူး အစတော့ဒီလိုပါပဲကျမတို့လည်းကစားတော့ကာကြိုးတွေမှာစကားတွေမှာချီတုံလူတုံနဲ့ဟောကြားတော့လေခမင်းစားရည်သာဖြစ်သွားတာပဲ ပြောပေးစမ်းပါမင်းသမီးရဲ့ပြောပေးစမ်းပါသူနဲ့ကျုပ်နဲ့မြန်နေရချင်းတောင်းလဲလိုက်ချင်းအခုဖျားပွဲမှာလေနှစ်ပါးမှာကျုပ်ကခေါင်းဆောင်ဟုတ်လားမင်းသားကဘယ်သူနဲ့လဲ ဩမင်းသမီးရလေငမော့ပေါ့ငမော့လေ ကိုမောနဲ့ကမှာလား ဟုတ်တယ် ဟာဒါဆိုရင်တော့ကိုမောနဲ့အပြန်ကနာအောင်အမေတို့ကာကြိုးအစ်စ်တွေကောင်းကောင်းတင်ပေးမယ် အမလေးသင်ပေးပါမလေးမင်းသမီးလေးထင်ရက်ကဲလက်ဖက်ကဲအာမနာနဲ့စားနော်ကျွတ်တို့ရှာထင်းရက်နဲ့လက်ဖက်ပဲထွက်တာဟဲ့နေဦးမယ်
မင်းသမီးတိုက်ဘွားလေးဝယ်ပေးတာငါ့ကိုလေ ဘယ်ဟာလဲမေ ဟိုလိုဟာလေးမ ဘယ်ဟာလဲ ချက်ချင်းဖြစ်တဲ့ဟာလေဟိုဟာ အော် coffee mix အေး coffee mix အဲ့ဒါလည်းဝယ်ပြီးကြတော့လေမင်းသမီးလေးမောရင်တိုက်ဖို့လေ C plat တွေ G plat တွေဟို T plat တွေကုန်ဝယ်စမ်းပါလေ တော့တော့မယ်တော့မယ်မေအော်အမေကိတ်အဲ့ဒီကိတ်ပါပဲကဲသွားသမားဟဲ့ညံ့ပြိုင်းနော်လေးဒီလေးကလုံးမနေနဲ့မင်းသမီးလေးရဲ့အဲ့ဒီဟာမှာအိမ်မှာဒါတွေအချက်ပြုတ်မေ့လို့ဒါပဲတတ်တာနော်ရှင်သမီးခင်သီးကိုလာဆောင်တာ အေးပေါ့အေးဒီဟာမတိကတဲ့ဆိုပျောက်သွားလုံးတော့ဒီနေရာကလာဆောင်နေတာတော်ပဲပေါ့ ကြီးရလေခလေးဝါသနာပါလားလောက်ပါစေတရွာလုံးကကနေခုံးနေကြသူလည်းကချင်းခုံးနေမှာပေါ့အေး ဟိုမကားပါဘူးကျုပ်ခွင့်မပြုတ်နိုင်ဘူး တော်ပါတော့အေးပြောမနေကြပါနဲ့ပြောနေကြရင်ကျုပ်တို့ရှင်တို့ပဲအဆက်ကွာယူမယ်ကဲလာသွားကြစို့လာချက်လေ လက်ကလေးရှိလို့ဒီမေတ္တာပို့မယ်မေတ္တာပို့မယ်လက်ကလေးရှိနော်ကျွန်တော်မေတ္တာပို့မယ်မေတ္တာပို့ရှင်းသားလေးပြုံးချကြသမှာဟုတ်ကဲ့ရှင်ပါကဲကျွန်တော်မေတ္တာပို့မယ်ကျွန်တော်မေတ္တာပို့နော်နိုင်ကကမြေနာမပနမံအဟံသစ္စာဝနာမိသဗ္ဗရာအဟံနာမယဉ်ကျေးပညာပေးတဲ့သာစိမ်မော့လေးသည်ဝဏိတံဝနာမိရှေခိုးကြောပါဤခမညာပြည့်တည်မရှိလားဗျာမြို့မြစ်တာပို့လိုက်တာမြို့အပ်လိုက်တာသမင်းကျွေးတဲ့ပရိသတ်ကိုကလေးလေးဆဆနဲ့အနုပညာအတုပညာမဟုတ်ဘူးနော်ဗျာတကယ်တက်လို့တကယ်လောက်ထားပါဟုတ်ပါပါနော်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကလည်းပြီးတော့မိမများကိုနော်ရိုးရိုးသေးသေးလေးလေးဆဆနဲ့ကျွန်တော်တို့ကပြန်ပြီးတော့အနုပညာနဲ့ဖြော်ပြရမယ်ပြောပြောရှင်းရှင်းလေးနော်ဟဲ့လာပြီဟဲ့ရွှေဖုံးလေးလေးဖုံးလေးဖုံးလေးမရွှေဖုံးလေးလေးဖုံးလေးဖုံးလေးမမင်းနာအရှင်လို့ခင်လို့မင်းနာရှင်လို့ခင်လို့မြို့ရွှေတည်းရွှေတည်းဟေ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 းဟ
ဘာမင်းတတ်နေလားအားလုံး ဆွဲပြစ်လိုက်တာလी ဒီမဲ့ဒါတွေကလေအဖွားကြီးတွေတက်တက်သားသားနဲ့ချပါ အော်တက်တက်တနဲ့ချ ဟုတ်တယ် အော်ကဲပြန်တက်ဒုတိယတကြောတချင်းတပုတ်နဲ့တပုတ်မယိုးအောင်ဟုတ်တယ်မလားနှစ်ထပ်ရှိမှမှတ်မိမယ်ဆိုသလိုပဲလာပြီရွှေပုံးလေးလေးဖုံးလေးဖုံးလေးပါရွှေပုံးလေးလေးဖုံးလေးဖုံးလေးပါမင်းနာနာစီလုံးခင်းလို့မြို့ရွှေတညင်ဟဲရွှေတညင်ဟဲလာပြီဖြည်းဖြည်းချတော့ မင်းကဒါတော့လည်းဖြင်းလွန်းနေ ဟောဗျာ မင်းဒီမှာမှန်တန်းလေးချလေ အော်မှန်တန်းလေး မှန်တန်းချပါအမလီဒုက္ခပါလေ တကယ်ပြန်လဲတောင်းတကြီးအရာသုံးကြီး နော်သုံးကြီးတော့သိမို့လား မတော်သေးပါမမိုးသေးပါဗျာရွှေဖုံးလေးလေးဖုံးလေးဖုံးလေးပါရွှေဖုံးလေးလေးဖုံးလေးဖုံးလေးပါမင်းနာနာရှင်လို့ခင်လို့မင်းနာနာရှင်လို့ခင်လို့မြို့ရွှေတညင်ရွှေတညင်မင်းနာမောလာပြီဟဲ့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 ဖုံးလေးဖုံးလေးပါဖုံးလေးဖုံးလေးဖုံးလေးပါဟဲ့မလေးဟော
နေရလား ဘယ်လို မင်းတက်လိုက်တာလေသိပြီ ဘယ်လို ဝဲသွားပြီမင်း လို့ဝဲတာမဟုတ်ပါဘူး तू ကဝင်ဆောင်တာဟုတ်လား နော်ဒီမှာမင်းရွယ်မဟုတ်လို့မင်းတို့တန်6တန် မဟုတ်ပါဘူးကဲနော်ဒါတော့တော်တော်မလေးမတွဲ နောက်ပိုင်းရာဇဝင်လေးတွေကကြမ်းကြသေးတယ် မကြံသေးတယ် ကြမ်းသေးတယ်တရားကြီးကြံသေးတယ် တော့တပုတ်နဲ့တပုတ်တစ်ပိုက်နဲ့တစ်ပိုက်မထအောင်လာရင်ဟဲ့ဆွေဖုံးလေးလေးဖုံးလေးဖုံးလေးပါခါနေလို့လေဟဲ့လောက်ကြပါဆွေဖုံးလေးလေးဖုံးလေးဖုံးလေးပါမင်းနာရှင်လို့ခင်လို့မြို့တော်ချေတညင်းချေတညင်းဘာလဲတော့ဟဲ့ချေတညင်းဟာအဘယ်ရောက်အဘာလို့ဝင်သွားတာလို့ဟဲ့နင်ကဇက်သေးဆိုတော့ဝင်သွားတာလေငါတို့ကဒီဘာပြည်ဘုံမှာမချာသေးမနဲ့ဘယ်လိုလုပ်ထဲဝင်သွားတာတို့မင်းကတွေ့အောင်ပါဟာဒုက္ခပါပဲတွေ့လေးလို့လည်းမမသိလေးနော်ကဲဟုတ်ကဲဟုတ်ထိုင်ထားလေးဟုတ်ချင်ဖုံးလေးဖုံးလေးဖုံးလေးပါဟုတ်ကဲ့မလေးဟုတ်မဟုတ်မလေးအမလေးသေးပါပြီအမလေးတွေပေါ့မလေးဟဲ့ငါကြည့်ပြီလေဟောဒါရရင်ကောင်းလို့ဟောမကောင်းဘူးလားမကောင်းတော့ရုံးပရိသီလေးစားမင်းသမီးလက်ဖက်သုံးဆောင်ပါအောင်နော်အမတကယ်တော်တာပဲနော်လုပ်ပြတော့အရန်အားကြဖို့ကောင်းတယ်အရန်ကိုတော်တယ်အေးဒီလောက်တော့လည်းမခက်ပါဘူးအပြင်မှာပြောသလိုနေသလိုလုပ်လိုက်လဲပြီးသွားတာပဲတကယ်ခက်တာညီမအကညီမအကဆိုလို့မင်းသမီးကျွတ်တို့မေ့မထားနဲ့နော်ကျွတ်တို့မင်းသမီးတွေကလေအဖေမအကကိုမကတ်တတ်ဘူးတော့ဟိုငမောကလည်းမင်းသမီးကတင်လည်းမတင်တတ်ဘူးစိတ်ညစ်တာပဲဟုတ်ကဲ့ပါတော်ကိုမောနဲ့ကျမစီစဉ်ထားပြီးပါပြီမဲပြန်ဆိုကျမညီမအကလာတင်ပေးမှာဟုတ်ကဲ့မင်းသမီးလေးကျွတ်တို့အဖွဲ့အမြန်ဆုံးတက်ဖြတ်လန်းနဲ့တင်တဲ့နီလန်းကိုမရှိဘူးလိုက်ရင်ရှင်းတင်ပေးစမ်းပါညာချင်းမောနှစ်ပေါင်းခင်မှာဝင်ကပါလားကျမတင်ပေးမယ်လေညာချင်းမောကရင်တော်တော်ကြည့်ကောင်းပါမဖြစ်ဘူးထင်တယ်အမရဲ့ကျမလုံးဝကရတာပဲဟဲ့ဘာလို့မဖြစ်ရမှာလဲမင်းသမီးလေးကတင်ပေးမယ်ဆိုဘာမှဖြစ်နေအကြောင်းရှိဘူးညီတော်လုံးကညီကိုချင်းသေးနေတာအဲ့ဒါအားတင်အောင်ကတ်ပြလိုက်စမ်းငါနေရာရောက်လဲကျင်တယ်မင်းသမီးလေးပြောဟုတ်ပါတယ်ညာချင်းမောရဲ့ဘာလို့မဖြစ်ရမှာလဲကျမတရားလုံးရှိနေတာပဲညာချင်းမောကတကယ်စိတ်ဝင်စားနဲ့တင်မယ်ဆိုရင်ချစ်ဖို့ဖြစ်ရမယ်ကဲရုပ်ပြလိုက်စမ်းငါသမီးရဲ့တင်မယ်အားလုံးအံ့ဩတော့ကျမလွတ်ကိုလွတ်ပြမယ်ဘီတူတောက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 ်ထိုးတာမေးလေးတွေပါခါလေးကော့ထားနော်ဟုတ်ပြီခါချို့ဘီတူတောက်ဘီတူတောက်ဘီတူတောက်လက်ကလေးနှစ်ခုမေးလေးလည်းပါတွေ့လားနော်ဟုတ်ပြီကဲဆိုသားဆိုဟုတ်ဆိုလေဟာဟောညာတချင်းဆိုလေတချင်းကမရသေးဘူးလားဆိုလေအော်ညူဟာကျုပ်ကမန်းနဲ့ထွက်လာတချင်းဆိုင်မေးကြတယ်မဟုတ်ပါဘူးတချင်းပြောတာတချင်းမရသေးဘူးဆိုအော်တချင်းဆိုလားဆိုလေဟာအဲ့တချင်းသိခတ်တာပဲကျုပ်နောက်ဆုံးပိုက်ပဲရတယ်တော့နောက်ဆုံးပိုက်ပဲရကဲနောက်ဆုံးပိုက်ကိုကရတော့ဆိုဟုတ်ပြီလေပဲတော့မနှခေါင်းတော့မလေအဲ့ဒါအချပဲကြီးစာသားမှမပါပဲလေစာသားမပါဘူးလေကျုပ်ကဒါပဲရတာဥစ္စာဟုတ်ပါတော့ဘဲကနားထောင်နေတာငါတော့မှရနေပြီဟဲ့နဲ့လေအမဟမ်ဘာကြလဲငါတော့မှနားထောင်နေရနေပြီလို့ပြောကြားရနာဟဲ့အမလေးမဖြစ်နိုင်ပါဘူးတော့ဒါဆိုရင်သိုးပြလေကဆူလာလေလာမြတိုးတော့မှမလေးတော့ဟုတ်တယ်အချင်းအစားအဆုံးပြောတာဘယ်နဲ့လေးခေရကိုမတက်ဘူးလားဒုက္ခကနောက်ဆုံးပဲရတာငါလည်းနောက်ဆုံးပဲဆိုပြမှာပေါ့လို့ဒီချင်းတော့လို့ရမှာတဲ့ဟုတ်ပါလားဟုတ်တယ်ပေါ့ညီကအတန်ကောင်းလို့အစော်ခိုင်းပေနဲ့ငါကအကကောင်းမလီလာပြဟုတ်ပါရဲ့ခင်ဗျာဟာလာတယ်ကန်စားက
ခလေးပဲကကြည့်ပါမှာနေမထုတ်ချက်သားမှာနဲ့ကပါစေ ဟုတ်ပါတယ်အေးခုလိုပျော်ပျော်ပါပါကကြခုံညလောက်ပျော်ဖို့ကောင်းတယ်ဟုတ်ပါစေခင်ဗျဟုတ်ပါလေဟုတ်ပါလေတော့ဘုမညီတောင်မှာပဲမှောက်ရလဲအောင်ကလေးတာခလေးပဲမှောက်လန်ကပါစေဟုတ်တာဟေးငယ်ကကြင်လို့ကဒုံးမှလည်းကျွန်တော်နဲ့နောက်ထပ်တချီအမေကလိုက်တာဟဲ့လို့ကြဟေးဒီပါဟာလာဟေးတောင်လောက်တော့အေးဆေးသေးပါပဲတမီးကျော်နိုင်တယ်ဟုတ်လားအမလေးဒီတောင်လောက်တော့အေးဆေးဆေးပဲတဲ့အမလေးဟုတ်ပြီအမလေးတချီတော့ရအောင်မထင်နဲ့ရအောင်နော်မင်းတော့ကောက်မယ်နော်မင်းတော့တချီတော့ရအောင်မထင်နဲ့အမဘလို့တွေဖြစ်နေကြတာလေဒုက္ခပါပဲကျမလည်းစိတ်တော့ညစ်လာပြီတမန်လုံးတင်နေတာဘာမှလည်းမတိုးတက်လာသေးပါလားဆိုရီရဲ့ဒေါ်လေးပဲဆက်တင်လိုက်ပါတော့ဆွေးခဏနှောင်းမယ်အေးငါတူမဟုတ်တာပဲရှင်ကျမတူမလေးကတမန်နှလုံးတင်နေတာရှင်တို့ကလည်းထိုင်းကိုထိုင်းမှာလေဒီမှာကျမကတော့လိုက်ကြည့်နော်ဟုတ်ကဲ့ကျမတူမလေးတို့တစ်ချိန်ကမင်းသမီးရှင်မင်းသမီးမလေးစူပါနတ်စူပါပဲစူပါတော့ကော်ဖီတိုင်းရမဟုတ်ပါဘူးမင်းသမီးစူပါလို့ပြောတာရှင်စူပါတဲ့ကထားပါတော့ရှင်ကျမကတော့လိုက်ကဟုတ်ကဲ့တဲ့ကပါမယ်ဖုန်ထိုင်းလုံးသူကလေတွန်းနေတာပဲအတင်းဒုက္ခပါပဲရှင်တွန်းနေတယ်လို့ပြောတာလက်နဲ့ကတော့လေထိုးမိတယ်ဟုတ်ကဲ့ဒါဆိုချီကလေးကချီကမချီကခြေအောက်တက်နေလို့ရဖြစ်ကြဟုတ်တယ်ကဲဒါဆိုရင်တင်ကားလေးကကြနော်ဒါဆိုရမှာဟုတ်ကဲ့ရပါရပါဟောမင်းတို့နေတာလေဟောသူ့ဖျံကြီးနေတာကိုတကားနဲ့တော့လက်နဲ့တင်တော့လဲလက်ကထိုးပြီးတော့ရဖြစ်ကြချီကတင်တော့လဲချီထိုးပြီးတော့ချီနင်းပြီးတော့ရဖြစ်ကြဒီခုနေနာချီကတင်တော့လဲဖင်းနေတင်တော့ဒါနဲ့ထိုးတယ်ဘာနဲ့ထိုးတာဖျံကြီးအဲ့ဒါကျမလဲဘယ်လိုအကားမှတင်လို့စဉ်းစားလို့မရတော့မောက်ရတာကြဒီမလေးလေကြည့်ပါဦးပြေးတယ်ဖြစ်သေးပါဘူးကိုကြီးမို့ပြောပြီးတော့မာယာစာချားကြောင်းနဲ့တင်ခိုင်းလိုက်မယ်မာယာအရင်ပြင်ပါဟာရပါတယ်လောက်ကတော့မာယာမပြင်မပါဘူးလေအမေတို့နဲ့တော့မှနှစ်ပါးပဲဝင်ကားလိုက်ချင်သေးတယ်အဲ့လိုတော့မလုပ်ပါနဲ့မာယာအရင်ပြင်ပါနေမှာပေါ့ဟိုကကြင်နေဆိုရင်အမေတို့ဖွင့်နေရောမကနဲ့ကိုကမင်းသားကပြင်လိုက်မယ်မာနဲ့ကိုလည်းဟောတာပါမာယာတွေ့နေတော့မကပါနဲ့ကိုကျော်ရဲ့ကိုကျော်မကရတော့အရင်ပြင်မှန်းပါမာယာလည်းနှစ်ပါးမကတော့ပါကဲမော်ဒီအေးလေးကောက်ရပါတယ်ကိုကျော်လည်းမလုပ်ပါနဲ့ဒီပါရပါတယ်ကိုကျော်ရဲ့မလုပ်ပါနဲ့ကိုစင်နာကျန်အပြီးမှပြီးတယ်ဘာမှမပြောနဲ့ငြိမ်ငြိမ်လေးနေဆက်လာလေ
ရပါတယ်မရဲ့အမအနားယူနေဆိုလည်းနေပါ ပြင်မနာမှာမဟုတ်တာဘာလို့အနားယူရမှာလဲအချင်းချင်းတော့စူးစမ်းရမယ်လားညာချင်းမို့အကသိပေးမလို့သူ့ကိုဒီရွာမှာမင်းသမီးလေးတစ်လက်ဖြောင်လုပ်ပေးမှာ မတူလားဘာဖြစ်တာ ဘာဖြစ်ရမှာလဲရှင်တို့မင်းသမီးလေးကိုကြည့်ပြောထားအောင်နော် ဘယ်မင်းသမီးလဲတေဝါလုံးမှာရှိတဲ့မိန်းမတွေကအကုန်မင်းသမီးတွေကြီးပဲ အဲ့ဒီထဲမှာကြောက်မပါဘူးရှင်တို့မျိုးကခေါ်လာတယ်မင်းသမီးလေးကိုပြောနေတာ မာယာလေးလား ဟုတ်တယ် ဘာဖြစ် ဘာဖြစ်ရမှာလဲကြောက်တော့ညှို့ဆွဲနေတယ်နော် ခင်ဗျဘယ်လိုပြောတာလဲဗျာကြားတော့ပါဦးပဲဗျာ ကြားတော့ဘာဖြစ်တော့ကြောက်ကလေကြောက်သားလေးကိုရွှေလိုဥထားတာကြောက်သားနုနုထွတ်ထွတ်ကလေးတက်ကတူចောင်းသားကိုလေဇက်တမနဲ့တော့မပေးသားနိုင်ပါဘူး ဒုက္ခပါပဲဗျာအဲ့ဒီတဲ့ကိုမင်းသမီးလေးကြားသွားပြီးစိတ်ဆိုးပြီးရန်ကုန်ပြန်သွားမှကျုပ်ကောက်ထားတဲ့ရန်ကုန်ငွေလေးပြဿနာတက်တော့လို့ဒီမှာအဲ့ဒီကိစ္စကိုတော့မပြောပါနဲ့ဗျာကျုပ်တောင်းနေပါ သိတယ်ကြိုတင်ပြီးကာကွယ်နိုင်အောင်လို့လာပြောတာနောက်မှမိသူစာကိုတော့အပြစ်မစုံနဲ့နော်ဓမ္မရှင့်မင်းသမီးနဲ့ငမောက်ကိုပြောထားလိုက်အောင် ဘာပြောထားဘာဖြစ်ကျုပ်ကဘာလုပ်နေလဲ ဘာဖြစ်မှာလဲ အောင်မလေးတော်ပါသေးရဲ့ငမော့ရဲ့မင်းရောက်လာလို့ဒီမှာမာယာကြော်ကိုဖြားရောက်မယ်ဆိုပြီးတော့လာဆွဆွဲနေတာကွာ ဒီမှာမရှိမဖြစ်နိုင်တာမာယာအမတန်ရိုးတာတမကျုပ်လူဆက်စီမင်းလားဒိုက်တာအထာအမျိုးမျိုးပြရတော့မှမယိုးသားတဲ့မျက်လုံးနဲ့ခါကြည့် နင့်တော့ကြည့်ပါမလားဟဲ့ ဒီဆောင်ဒိုက်တာ ငါသားလိုနူးနူးထွတ်ထွတ်အညွန့်တူလူတက်နေတက်ကတူចောင်းသားကိုရရင်ယူမှာပေါ့ဟဲ့သတင်းတွေထွက်လာလို့လာပြောတာမရရင်တော့နော်ပွက်ကြလိုက် မတော်သားသမီးချင်းကိုချင်းစာပြပြောပါမာယာမင်းမကောင်းတယောက်ပါတို့ပြောတဲ့စကားကမာယာတဲ့ဘယ်အဆင့်ထိရောက်သွားလဲစဉ်းစားကြည့်ပါဘယ်အဆင့်ထိရောက်သွားလဲ ဓမ္မငါတော့ငါသားဘက်ကနာတာပဲဒါပဲ အဲ့လိုပြောကြသေးဆိုရင်ဘူးမတိပါမီရန်နာအဆွဆွဲခံရတဲ့မာယာဘက်ကကျုပ်ကလည်းနာတယ် ဒါဆိုရင်ငါပြောတာမဟုတ်ဘူးလို့မင်းအာမခံ ငါခံတယ်တရားတင်ပြအောင်ခံတယ်မင်းသားနဲ့မင်းသမီးနော်ရင်းရင်းနီးနီးခင်ခင်မမနေတာကိုမနာလို့တဲ့လူကြီးကတက်တက်တရင်မှန်းသူတို့တယောက်ရိုးသားတယ်ဆိုတာဒီမှာကျုပ်ကြည့် ဒါဆိုလဲပြီးရောနောက်မှဒီသတင်းမှန်နိုင်တော့မင်းကိုအရင်ဆုံးလာပြီးလက်ဘင်းညစ်မှာနော် ညစ်ပြညစ်နော်တရားတင်ပြအောင်ညစ်အော်အမလေးကွာအမလေးဟမ်မညစ်ခင်ကိုနင်းသွားပြီ တရားတင်ပြပလား ကျမလက်ကဒီလိုလေးအကြလေးမှာနောက်ဆုံးအကြနော်ကိုမောပေါ်ခုံတက်လိုက်မယ်ကိုမောအောက်ကနေပွေနော် ဟုတ်ကဲ့ပွေ ရနော်လုံးကြည့်မလားနော်ပြီးတော့ဟိုကြောင်းကနော်အဲကျမပြုံးကြအောင်မလုံးနဲ့နော်ကိုမော อ๋อမကြသေးရပါဘူးစိတ်ကမကြဘူးမကြဘူးစိတ်က ဒီမှာအငင်းမင်းသမီးမာယာတက်တဲ့နေရာပြင်းနေတာ အမလူဘာဝါဒီရွာမှာကြက်တိုက်တယ်လည်းမရှိဖဲရိုက်တယ်လည်းမရှိဒီနေရာဟာကြက်တိုက်တဲ့နေရာလည်းမဟုတ်ဘူး ကျုပ်မေးတာကဇက်တိုက်တဲ့နေရာဒီမှာလားလို့ ဩစက်တိုက်တာလားဟုတ်တယ်ဒီနေရာမှာပဲနေစမ်းမအောင်မင်းရမသူပဲဒီကိုဘာကိစ္စနဲ့လာ ကျုပ်ကမြို့ကလာခဲ့တာအငင်းမင်းသမီးမာယာချစ်သူပဲ ဟမ် မာယာရဲ့ချစ်သူမာယာစိတ်လား ဟာနေရာနေမရချစ်တယ်နဲ့ခေါင်းတော့ဘာထိုင်လို့လဲဟဲ့မိချမ်းညနေသွားမှလည်းသွားငါဆက်မေးထားလိုက်မယ်ဟဲ့မင်းကဘယ်သူနဲ့တွေ့ကျင်တာတော့ အငင်းမင်းသမီးမာယာနဲ့ ဟာမာယာရှိတယ်ဒါနဲ့မောင်ရင်က ကျုပ်မာယာချစ်သူတက်ဆံမင်းသားညွှန်းညိုက် မျိုးငိမ့်ကလူချမ်းပဲ ဟာဒီဝိုင်းဖဲစမ်းရှုပ်ပဲ ကိုကြီးမမာယာပြောတဲ့ကကွက်ကိုပြီးပြောင်ကနိုင်တော့ကိုကြီးမဒီသက်မင်းသားလုံးဝဖြစ်ပြီ မကြောက်နေနဲ့တော့ စိတ်ချစမ်းမှာကြောကမင်းသမီးဖမ်းလို့တော့မကြဘူးမကြဘူးကွာဖေးရလေတက်စမ်းမှာမလီတက်စမ်းမှာကြက်ဘူးမကြ ရှင်ဘာလာလောက်တာလဲ မင်းငါလက်ကရှောင်ပြင်းလို့မလုပ်ပါဘူးကွာမင်းပဲပြီးအောင်ပြငါရောက်လက်ရှောင်တော့ပဲကွာ ဟမ်ရှင်ကျမရှောင်းပေါင်းနေရမဟုတ်ရှောင်းပေါင်းကြလည်းမလို့ရှင်နဲ့ကျမနဲ့ဘာမှမဆိုင်ဘူး မင်းကတောင်းတဲ့တုံးမပြတ်ဆက်တွက်ကကြတယ်မင်းကငါပြေတောင်းတယ်မင်းကခုဒီပြေမပြေလေအဲ့ဒါဆိုင်တာဘောကွာ အဲ့ဒါရှင်းနေတာပဲအဲ့ဒါအဖြစ်ပဲပေါ့ရှင်ကိုကျမသဘောမကျလို့မကြိုက်လို့လက်မတွဲနိုင်လို့အဖြစ်မပေးတာလေရှင်းလေးပဲ မင်းကစရင်ရှင်းတာရှိမင်းကလည်းရွှေ့ပြလိုက်ခဲ့ဟာလိုက်ခဲ့ ဟာရှင်ကျမလက်ကိုလွတ်နော်ကျမသက်ဆိုင်ရာတဲလိုက်ရမှာ ဒီမှာ
ဘာရလက်မခံတော့ခင်ဗျာအေးဆေးကောင်းတယ် ဒီလေမင်းအေးဆေးသွားရင်ကောင်းမယ်နော်မင်းတော်ကြရွာဒီလိုဝိုင်းဆိုရင်တော့မင်းကဟာမလွယ်ဘူးနော်ဒီကောင်မင်းမပြောင်းကြာသူနဲ့ကျွန်တော်အေးဆေးစကားမပြောမပြောင်းကြာဘာကားနားလဲနီတော်ကြမင်းအဲ့လိုမဆောင်ပါဘူးဒီကောင်ဆောင်ကတော့ဖက်ပြီးတော့မင်းရမ်းပြစားမှလည်းမင်းရတယ်ပဲဒီမကြီးလေးမင်းကိုပြောမယ်နော်မင်းအေးဆေးလေးပြန်မလားနော်ကျမတိုင်လိုက်ရမှာသိဆိုင်ရဟမ်အဆောင်ချုပ်နေမင်းတွားကျင်သလားတန်နိုင်ကြတဲ့မှာနေကျင်သလားဒါမှမဟုတ်ရင်ကြိုးရွာတွေကလေ6ပုံထဲမှာမင်းဟင်ကျင်းနေချင်သလားသူနဲ့ကျွန်တော်ဘာဆိုင်လဲဆိုတော့သူ့မေးကြည့်ပါမေးကြည့်တော့ဘာဆိုင်လဲဘာဆိုင်လို့လဲဘာမှမဆိုင်ဘူးဟဲ့မင်းသွားတော့လို့ပြောနေတယ်ကွာမင်းသွားတော့ဖြီးရဖြီးကြည့်သားနင်ငါအကြောင်းကိုသိသွားကြတယ်ဖြီးတော့ပြပေဆောင်းနဲ့ဒီရွာအကြောင်းကိုမသိသေးဘူးဟဲ့你让他的猫说来了来了，怕他妈的，嘿，你玩玩来了，မင်းကဘာမှမကြည့်ရငါတို့ရောလည်းမသိသေးနဲ့ဟေးတိတ်ကြတာမင်းဘူးမအကြောင်းကိုမသိသေးဘူးတဲ့ဘူးမရဲ့လက်တော်မဲ့ခံစားကြည့်နေတယ်မဟုတ်လားဟဲ့ဒီမှာမင်းတို့လည်းဒီရွာရောက်တယ်ကြည့်လို့မရလားခေါ်ခြင်းနဲ့ကြောက်လို့မသိလားဟုတ်တယ်ဒီကောင်ကိုတို့တရွာလုံးစားကလေးဝိုင်းလို့ကလို့ဝိုင်းလို့ပြလိုက်ငါတော့ဝင်းတာကွာ ဘာဝင်းတာလဲကွာဟာဘာဝင်းတာရမှာလဲကွာဟုတ်တော့မော့မင်းသားမဖြစ်ပဲနဲ့ဟုတ်တော့မင်းသားဖြစ်သွားပြီဟုတ်တယ်ဟဲ့လေဘယ်ကောင်မင်းသားဖြစ်တယ်ငါမသိဘူးငါမင်းသားမဖြစ်သေးဘူးငါမကျင်တတ်ဘူးကွာဟုတ်ကဲ့ကွာငါလည်းမကျင်တတ်ဘူးဟုတ်တယ်မင်းဖြစ်ငါဖြစ်သူဖြစ်တို့3ယောက်တည်းကတရားရောက်မင်းသားဖြစ်ငါကျင်တတ်တယ်ကွာဟုတ်တယ်ဘယ်နဲ့ကွာအခုတော့မျက်နှာကြီးကဟင်းဘက်ပါတယ်လို့ဟဲ့အခုချိန်မှာငါသာတကောရှင်ဖြစ်ရင်ငါကောင်ကမင်းသားလေးဖြစ်စေတည်းလို့ဖန်ဆင်းနိုင်မယ်ငါပေါ်ရင်တကောရင်ဖြစ်မှာတော့အဲဒီကောင်လေးကြောက်လို့ဖြစ်ငါတို့3ယောက်မင်းသားဖြစ်ပြီးတော့ရုပ်ရှင်မင်းသမီးလေးတွေခေါ်ပြီးတယောက်ပြီးတယောက်တွဲကလေဟာမလောက်ရပြောစရာကောင်းလိုက်နေပြန်ပါကျွန်တော်ကပြဿနာမျိုးလေးပါမျိုးလာခဲ့တာမျိုးကပြဿနာမင်းသားမင်းကလေလူကြီးစုမကိုယူသေးရမှန်းသိတယ်မကြည့်ဝချမ်းသာအောင်ပဲပါကွာနော်ဘာကိစ္စနောင်မျိုးအရက်ကမဲ့ဇက်ပွေရလေမျိုးကရမ်းတင်းကြီးတာအဲ့ဒီတော့ကျွန်တော်လာပြီးစနေနာအားတော့ဗျာအဲ့ဒါကပါကွာငါတို့မှမပါလားဘာကောင်းမကောင်းတဲ့သတင်းနာမည်ကြီးတာဖြစ်မှာပေါ့ကွာဟုတ်တယ်ကျုပ်လည်းနည်းနည်းလေးမှကိုဖြစ်မကြည့်ကျွန်တော်တို့လေနောင်မျိုးတွေ့ရတယ်တိတ်ဝမ်းတာတယ်အဲ့တော့ဒီဝိုင်းကိုလေကျွန်တော်ရှင်းပါကြိုက်တော့ကြိုက်တော့စားမင်းသိပြီပါနောက်တော့လောက်ရပြီဘာကြည့်ဟုတ်တယ်ကိုကျော်ရဲ့သူကတစ်ဖက်သက်ကြိုက်နေတာနာမည်ပြက်စရာရှိတော့ကျမတို့အမှုပညာရှင်တွေပဲနာမည်ပြက်ရတာကိုကောင်းကောင်းပြီပါမှာအဲ့ဒီကောင်းတော့လေးပြလိုက်ဒါတော့ဒါပေါ့ကိုကျော်ရဲ့
ကိုဖောက်ရည်ရောအနုပညာနဲ့လုံကျွေးနေရတာဆိုတော့သူတို့လူရန်ကားတွေအန်နဲ့တိတ်များတယ်ကိုကျော်ရဲ့ မာယာ ရှင် ကိုမာယာကတလုံးကပဲဆုံးရှုံးသွားမှာဆိုရင် ညချင်း你掉下来慌吧？哦，这叫那妈呀来把它。妈，都那个把别的了。ဘယ်သိမလဲရှင်မမြင်ဘူးလား ဟာအကောင်ဆင်းနေပြီငါကောင်ဆင်းနေပြီဟာကြောကြောရဲ့အမေကငါဂရိခံထားတယ်နော်မာယာနဲ့ဘာမှမဖြစ်ပါဘူးအတိအကျငါဂရိခံထားအေးသူသားနဲ့ဖြစ်လို့ရတော့နင့်လေမျိုးဖြစ်မယ်ကောင်းဆင်းနေပြီဟာငါကြည့်ညမျက်ရည်ဝယ်ဘာဖြစ်လာတာဟမ်ဘာဖြစ်လဲကြီးဆောင်နေကြည့်ပါဦးမန္တပညာဒီလိုချင်းဆိုရင်ငါတို့အကွက်စင်ပေါ်မှာကနေရောက်ပြီငါစီစဉ်ထားတာတွေအစင်မှတ်ပြပါဦးငါတို့အဖွဲ့ရဲ့အစီအစဉ်တွေကိုပိဋကတ်မှာကြိုက်ပါမလားဟဲ့တာဟဲ့မအိတ်သေးဘူးလားညင်းနေလာပြီကျွန်တော်အဲ့လိုမရဘူးမကျွန်တော်ရင်ပူးနေတယ်မင်းဘာမှရင်ပူတာလဲကွယ်မနေ့ကငါညာကျွန်တော်ဇက်ရုံမှာကမှာကျွန်တော်တို့အဖွဲ့အစင်မပြေးပါမလားလို့ကျွန်တော်တွေးပြီးတော့တိတ်မပြောတော့ဘူးတားရဲ့မင်းကခဲ့တဲ့နှစ်တည်းကနဲမှမနေတော့ပဲဘယ်နှစ်ကအစင်မပြေဘူးဆိုတာရောရှိခဲ့ဘူးလို့လားဟုတ်တော့ဟုတ်ပါတယ်မင်းရဲ့ဒါပေမဲ့စိတ်တော့ပူရတာဗောမင်းကဲအခုလိုများမိုးရွာနေမနေ့ကညာဘယ်လိုလုပ်မလဲမင်းအမေလေအဲ့ဒါလိုမိုးရွာလာတော့လေအမေကရှင်ဥပုပ်ယဟနာကြီးကိုစင်မီပူဇော်ပြီးဆုတောင်းပေးမယ်တော့ကဲရွာပြီကဲရွာပြီစိတ်မမရေလာပါတော့စိတ်မရောရေလာပါတော့ချောချောတော့မတမမအတဲတော့မတမမအတဲတော့ခွာကျင်အရေးထဲမှာဒီကအိတ်မပြောပါဘူးဆို तू အချရောင်းနေပြန်ဒုက္ခပဲဟုတ်ရတယ်ပဲဒေါ်လေးလည်းမနေ့ကကမှာတွေးပြီးတော့စိတ်ကူးရင်အိမ်မက်မနေနေမှာဗောမင်းမင်းတို့အတူလိုပါပဲကွယ်ကဲသွားပါသွားရဲ့အိတ်ပါတော့မိုးနေရတော့မနေ့ကပွက်တီပဲစိတ်ချအမေဆူတောင်းပေးမယ်အမေဆူတောင်းပေးမယ်စိတ်အေးရွာရင်တော့ပြဿနာပဲမဖြစ်ပါဘူးမရွာပါဘူးမင်းမယုံကြည်လို့လားကဲတော့အိတ်တော့အေးကျွေးမိုးနေတော့မနေ့ကစိတ်ကြိတ်တာသုံးဆောင်ကြနားနဲ့ပြင်မလာဘူးဟုတ်ချောစိတ်ကြိတ်တော့လို့မရဘူးကလို့ကြရှိသေးတယ်ဒီလောက်ကငဲလုံးနေလုံးပဲဘာမီဒီတီလေးတောက်လို့တော့ဘာမှဖြစ်ပါဘူးတောက်မှလည်းတောက်ကြဦးကြီးခင်ဗျားအရန်သဘောကောင်းတယ်လားတွေ့ရတာပဲနောက်ကြဒါနဲ့ခင်ဗျားနဲ့မြို့ကမင်းသမီးလေးမာယာနဲ့ဇာတ်လေးရှိကြကြတယ်ဒီเจ้าနေမပြောရဘူးကျွန်တော်ရင်နာလို့တော့ကဲတောက်ကြဆာပါဗျာဒီတော့ထားလိုက်ပါတော့ခင်ဗျားတို့ကကျွန်တော်တို့ဘယ်လိုကူညီကြမလဲပြောပါတော့ဟုတ်တယ်ဒီဘွဲကိုတို့ကမကျင်းတတ်ကြာပြီဒီဘွဲကိုတခုခုလုံးမဟုတ်ဖြစ်မယ်ဟာဘာမှမဟုတ်လေလို့စီစဉ်လာတာအကုန်ဖြစ်စေအောင်ငါတောင်းဝင်တယ်ကွာချက်တီဟမ်ဟဲ့မင်းဟိုဘက်ကဘာကိစ္စချက်တီတော့ကိုမောပြောလို့ဗျဟာမောနားကြောင်ပြောတယ်သူကဆက်စရာမင်းသားဖြစ်သွားလို့ဟာလေငါအတင်းကိုပြောနေတာအောင်မောလို့ကောင်မျိုးညာစိတ်နဲ့ဝါသားလိုက်တယ်ကွာခင်ဗျာစကားတော့နားမလို့ခင်ဗျာလေချက်တီရတဲ့ဘာချက်တီဩနေပါဦးအထုမိနာပေါင်းလီပါတယ်တဲ့စောက်စင်ပေါ်ကိုတင်ပေးလိုက်ရင်အကျိန်းစင်ပေါ်အောင်မြင်ပါလေအဲ့တော့ခင်ဗျားကိုလိုက်ရှာပြီးခေါ်ခဲ့ပါလို့ကျုပ်ပြောကျုပ်ခင်ဗျားလာခေါ်လာဗျခင်ဗျားတော့တော့နားမလို့မောတော့သဘောကောင်းနော်ဟုတ်တယ်ခင်ဗျားခေါ်ရလို့မောခေါ်ခိုင်းဟုတ်တယ်မောကတောက်ပြီးမိခဲ့ရဲလူပညာပါရမီရှိပါဘသူရှိမှသူညာဓာတ်ခံရှိတယ်ဆိုတော့တီးတီးတယ်မောကခေါ်ခိုင်းမယ်သူလို့ရှိရင်ဘာပဲအခန်းကဝင်ကပ်လိုက်တယ်ဟဲ့မင်းတို့ခေါ်ရမှာပါတော့မင်းတာကူပဲဟ
တာကူဖြစ်ဖြစ်ဘာလူတာဖြစ်ဖြစ်အဓိကလေစင်မမကြဖို့အရေးကြီးတယ်အတော်ကိုကြပဲကိုကြပဲတော့ကြတယ်ဒီကောင်ယူသွားအမလေးတော့မလေးတော့နာမကြောက်ဒီလာပြီအောက်ပါပါပဲခါရဲ့မမရရဲ့အော်ငါလောက်ရဲ့အော်သိမ်းပါရင်ငါပြလို့လေရင်ငါပြလို့လေရင်ငါဘာလဲလာနဲ့ဘာလာနဲ့လင်ဒါယူဆောင်ပြူအော်လာတော့ဆောဆောယောက်ကလင်ဒါယူဆောင်ပြူဟုတ်တယ်ငါလင်ဒါယူဆောင်ပြူမဟုတ်လားဘာဇက်ဆက်ရတာတရားဝင်ကိုကောင်းရင်ငါတပြားကြီးဝယ်ပေးတယ်။ညမှာလည်းတရားဝင်ပေးတာဘာသူရောက်လဲတော့လဲတော့ဘယ်ထားမှမရဘူး။ဒီကမယ်နော်။ကားထားတာပဲတော့မရှိတော့ဆက်တယ်။ပြားကြီးဝယ်ပေးတာတော့။မိန်းကလေးတွေအလှပြင်းနေတာကြော်လှကြပါပြီတဲ့ခဏတော့အလှပြင်းနေတာလေညနေ3 နာရီကြာပြင်းနေတာအခုလည်းပြီးတော့ဒီတိုင်းပဲခင်ဗျားတို့ရှင်းကြတော့ဒီတိုင်းတော့ပြန်လာဇက်စီယာအလုပ်တရားများတယ်နော်ကိုတော့မပြင်းနိုင်ခင်ဗျားတို့စိတ်မချလို့ခဏစာရဲဇက်စီယာပါဘယ်နဲ့ခဏစာတော့ဇက်စီမင်းဘာလို့ချင်းမင်းလို့ချင်းပြောပါမင်းရှင်းထားတယ်မင်းရှင်းရမလားမကြောက်တော့ဗျာမြန်ပြီးနေတယ်ဗျာကျုပ်တို့ကမင်းလာတယ်မြန်ပြီးအောင်မလုပ်နိုင်ဘူးလားကျုပ်လုပ်ကြမယ်ဘာလုပ်မှာလဲကျုပ်လုပ်ပေးမယ်ပြင်ပေးမယ်တန်းစီတော့ရစီမိတ်ကြတမ်းမဲ့ရစီမိတ်ကြဟေးပူတူခမရတော်လာလာပြီဆရာလာပါဆရာဒီဝဲလားပေးတာကြရစီမိတ်ကြပေးတာဟုတ်ပြီရစီမိတ်ကြအဲ့ဒါကိုစစ်နော်မိတ်ကြကရစီဟုတ်ပြီမိတ်ကြဟိုဘွားကြီးချက်တို့ပုံခဏဘွားကြီးဟုတ်ပြီပြုံလေးဟုတ်ပြီဟေးတတ်တာလေးလှပါသေးရမယ်နော်လှပါသေးပါမယ်လှရပါသေးမယ်နော်ပြုံးတာညနာရဒါနောက်ဆုံးပဲပြီးပြီနော်ငါမလှပါသေးဘူးငါဘာမှမလုပ်ပါသေးဘူးငါတို့အောင်လေကျွန်တော်လုပ်လိုက်မယ်ကျွန်တော်ဘာလို့တော့နင်းဟဲ့နေပြီဆိုတာမိတ်ကတူပေးမယ်ရစီမိတ်တာလှရပါသေးမယ်ဟုတ်တယ်လှရပါသေးမယ်လှရမယ်ဟုတ်လားကောင်းကောင်းမလေးဟေးဟုတ်ပြီလားလှရပါပြီပဲအလေမြောက်ရင်းကမှာမဟုတ်ဘူးရှင်းပါလေအဲ့ဒါတော်မင်းသားလေကျွတ်တော်ကိုတန်းစီပြီးလက်ကိုလာကြည့်တော့ကောင်းမေးလားကြည့်စမ်းကြည့်စမ်းပါအဲ့ဒီလိုပူညာအတန်နေကြလို့ကျုပ်အားလုံးစီစဉ်ပြီးပြီပူညာမှာပေါ့ခင်ဗျားတို့မင်းသမီးလေးကိုယ်တိုင်မိတ်ကလိမ့်ပြီးဟုတ်ပါကျင်းတတ်တယ်မဟုတ်လားကျင်းတတ်ကြတယ်မဟုတ်လားဘုတူလေးရေမျက်နာသစ်ဖို့ရေခတ်ခိုင်းမလို့ဒီတိုင်းထားတော့မပြင်းနဲ့တော့ကြားလားမင်းသမီးလေးလွှတ်လိုက်မယ်ဟုတ်တယ်တော့အရင်စားတကြီးကဘာလဲပြောတော့နတ်ပြီကျုပ်ကအထွားကောင်းတကြီးကတော့ပြောမလို့တဲ့မလို့မြောက်ပြီမြောက်နေလို့ဟဲ့အဲ့လိုဆိုရင်ရှင်းမဖြစ်မှာပဲဒါကြောင့်ကြီးကြတယ်ကျမ်းမှာပေါ့ရှင်းပြောတာဟုတ်ရောက်ကြည့်တာမင်းလည်းမင်းလာတော့မင်းလာပြီလေပိုင်းညာလေဟုတ်ပါဘူးဖေတော့အခုအရန်လာဇက်စီရရောက်သွားတာပေါ့မင်းမီးလေးရဲ့ဒီပါဦးဒါကလည်းမင်းမီးလေးရဲ့ဒါရီအမေကတော့လေငကိုချောငကိုလှဘာမှအလှပြင်းစရာမလိုဟုတ်တယ်မြောက်လာနေတာပြည့်ပေးလိုက်သူကမြောက်ဝဲတယ်မင်းလည်းတော့တယ်ဘာရောလေအရင်ပြင်မဲမှာမြောက်မကြီးနဲ့တူနေတယ်လို့မြောက်မကြီးနဲ့လည်းမြောက်မကြီးနဲ့မတူစရာမြောက်လည်းမသိနဲ့အခုကငါ
ပေးထားတာက foundation ပေါ့နော် foundation ပေါ်မှာသမီးကထပ်ပြီးပြင်ပေးမှာ အဲ့ foundation ဆိုတာဘာလဲမင်းသမီးလေးရဲ့ foundation ဆိုတာက makeup အောက်ခံလေ makeup ဒီမှာဒီတော့အောက်ခံ foundation တဲ့အောက်ခံလေအောက်ခံအေးဒီမှာလည်းလုပ်ပေးတော့လုပ်ပေးမယ်ပေါ့အေးမထားလုပ်ပြောမှာဟုတ်ပြီအဲ့ဒါလေးလုပ်ပေးနော်တယောက်ပြီးတယောက်ပြီးနော်ဟုတ်ပြီဟုတ်ပြီတို့ပေးလိုက်foundation လေးမေဟုတ်ကဲ့အောက်ခံလုံးဒီရှိလာအောက်ခံနေမှာထားခေပွဲလာအပီတကခင်ဗျာအခုချိန်ကနေစားပြီးတော့ပေလေးပင်ရွာသူရွာသားများရဲ့စူပေါင်းကပ်ပြမိကာဘောကြီးစတင်ပါပြီခင်ဗျာယခုပြင်ဆက်မိအစီအစဉ်ကတော့ပေလေးပင်ရွာသူရွာသားများလဲခက်နောက်မကြမ်းပဲကဘာနဲ့ရင်မောင်တန်းပြီးခက်နဲ့အညီကပြနိုင်ကြောင်းဂုံယူတင်ဆက်မဲ့အစီအစဉ်ပဲဖြစ်ပါတယ်အကက်ခတ်ကြည့်ရှုအားပေးတော်မူရပါခင်ဗျာ 100 lieben Glauben loben. And all the girlies say I'm pretty fly for a white guy. Uno, dos, tres, cuatro, cinco, cinco, seis. And all the girlies say I'm pretty fly.ယခုတပံကျဆက်မှာကတော့အချစ်ကျေးညွန်တာနောယခအော်ပရာဖြစ်ပါတယ်ခင်ဗျာရွှေပွဲလား
ကြည့်ရှုအားပေးတော်မူကြပါဦးခင်ဗျာ ယခုအချိန်ကနေစပြီးတော့မြမရိုးရာသစ္စာနှစ်ပါးသောအကဖြင့်ညင်ဆိုင်စွာတင်ဆက်ပါတော့မယ်ခင်ဗျာပင်လေးပြီးရွာသူရွာသားများရဲ့အနုပညာကိုဆက်လက်ပြီးရှုစားအားပေးကြတော်မူပါရှိပွဲလား ဟ
စိတ်ချမ်းသာလို့ပါတော့မယ်မာလို့ကိုမင်းနော်ဝိရှိတွေလည်းခံကြပါတော့ဝိရှိတွေစိတ်ချမ်းသာကောင်းတယ်သိကြပါတော့မလို့ပါနေတော့ရေးပါမင်းကဒီစကားပြောနေပါလေမင်းကအမှုတည်နေပါလေစိတ်ကမရှိဘူးကိုရနဲ့ကိုစက်မှုလို့နော်တော်သိထောင်းနေတာမဟုတ်တော့ဒီလိုသူ့ဘို့တွေထောက်ခဲ့တာညငါလာခွေးဘူးဆိုသူ့ရေကြိုက်တတ်တယ်ကောအဲ့ဒီလိုပြေးလဲဆက်တာတော်ပြီကောပြောလာတယ်မိပါများဟုတ်ကဲ့ခုကလည်းပွဲဘာပွဲလို့ဟုတ်ကဲ့ဘုရားပြန်ပြောတော့မြတ်ရောရွာနေစီစီကတသက်မြဲဖြစ်အောင်ဟုတ်ကဲ့ကိုရနဲ့ကိုရွာနဲ့ကိုလူတွေအကုန်လုံးကတ်ကြတယ်ပွဲမှန်တယ်ဗျာအဲ့ဒါတော့မှမော့ဆိုတဲ့မိခဲရဲရဲလေးကိုမင်းမတင်ကြလေဗျမိပါများမြင်တွေ့ပါလိမ့်မယ်မင်းနဲ့ဝတ်တဲ့နှခမ်းဝတ်တဲ့မနာကြည့်ကောင်းပါလေအဲ့တော့အမတန်ဆိုတဲ့အောင်မဲဝင်းကြဘယ်လိုလုပ်လဲနေပါကြီးပါပါလေပြန်ရတဲ့ကမွေးရသားမှန်တယ်ဗျမလေးဒုက္ခပါပဲနော်ဆက်နေကြဲမိပါဗျာနော်ကျွန်တော်တို့ကိုယ်ကကြင်ရထားတာပါတော့ဟဲ့လောကနဲ့ဟုတ်ကဲ့နော်ဟုတ်ကဲ့နော်နာယုတ်ကလေးတွေဟုတ်ကဲ့အယုတ်ပညာသမားတိုင်းဆောင်းသားနေပါလေတတ်လာပါဆွေးများလေမှန်ပါဗျာကဲကျွေးရေးဗျာတို့ကခဏနေပါကိုယ်စားကြတော့မှာကဲမိပါဗျာမျောနေနေပြီကဲလုံးအေးချမ်းပြီးတာယာခြင်းဟုတ်ကဲ့ယောဂနဲ့ကိုထောင်ထားပါရှင်ကောင်းပါဗျာကျွန်တော်တို့အခုအလူလောက်ကနေတဲ့တခုတော်နေပါလေခင်ဗျာဦးရေခင်ဗျာအမမငါဗျာဦးရေတဲ့ပြောမယ်ကွာကဲချမိုးရေမောင်ရေမင်းသာကကြည့်နေပြီရွာစီနဲ့ဖြစ်နေပြီတော့တလာကြပြီယူပါဦးစရာဆိုလည်းမြင်ပြီဟုတ်ကဲ့ခင်ဗျာမကစေးရဝိပါများပြောလို့မင်းသက်ပြမတောင်းဘူးလားဟုတ်ကဲ့ခင်ဗျာလက်တော့ပုံသားရောနေရကမီနာမပလမမင်းဟာကစားဝရမီတဘရာဘုန်းကြီးကြီးရသွားတင်လာတာဘုန်းကြီးကြီးရသွားတင်လာတာဘယ်မင်းလာတာငါမကြည့်ဘူးဒီနေ့ကကြမှာအဲ့လိုပဲကွာအားပေးတတလုံးအိတ်လာအိတ်လို့မဟုတ်ဘူးခုနလည်းတော့အိတ်လာလေနာမရင်ကြီးပညာပေးဟုတ်ပါစိတ်မော့လေဒီစိတ်မော့ပါရမီစီလေးဝိဒါဝနာမီရှိခိုးကတော့ပါဤခမညာရေကြီးသိမွေးရမင်းသားလေးခမညာရက်ွက်မင်းသားရက်ရွာမင်းသားဆိုပြီးပဲအမိုက်တန်တက်ပြီးမြင်ကအဖျားတန်းနဲ့ပြည့်စုံအောင်ဆိုတက်ငိုတက်ပြောတဲ့မင်းသားပါရမီခံပြီးတော့ကြည့်ကြပါတော့ဘလောက်ပဲညှောက်ဘဝမမြင်ဘူးမင်းပါလားနော်ကိုမိုင်းဟင်စိတ်ကစားတတ်တဲ့အယွယ်လေးတွေဟုတ်ပါလားတဲ့ခဏရဖြစ်တဲ့အယွယ်စိတ်ကစားတတ်တဲ့အယွယ်လေးတွေဒီတူတာလေးတွေကလည်းပြောနေသေးတယ်ဟုတ်ပါဗျာဒီလိုလဲစိတ်ချမ်းသာအောင်လုပ်ရတဲ့လူတွေလည်းပြောနေတယ်မင်းတို့လည်းစိတ်ချမ်းသာအောင်ဟုတ်ပါမင်းတို့ကတဲနောက်ခါကိုတဲချိန်ပါလေဒါမဲ့ကျွန်တော်တို့ကတဲမနောက်ပါဘူးဟုတ်ပြီအဲ့တော့စိတ်ချမ်းသာပြောင်းပြီးတော့များလည်းစိတ်ချမ်းသာစေအောင်ဟုတ်ကဲ့မောနေတာပို့ကျင်တာကဘယ်လိုများပါလဲလားသိကြရဲ့လားဘယ်လိုများပါလဲကြည့်လာပြီမင်းသားလေးစိတ်မမရွှေလက်ခုပ်တံဩဘာတန်တွေရာကမိမိမမလာလာတို့ရဲ့စိတ်မမရဲ့လာပါတော့ကျဲတော်လေးတွေတပတ်တော့စိတ်မမရဲ့ကပါတော့ကျဲတော်လေးတွေတပတ်တော့ကလိုကလိုထောထော
လေးတွေကအပင်ကမြောင်စားပါတယ်ရောက်သွားလာတဲ့မောတွဲမင်းသားလေးစိန်မောမော Oh baby Pasora, vale, la tipa soy. Diga, papá,
ရာတစ်ခုပေါ့ ပြောလို့ရပြီပါပဲဟာရပါလေအားလုံးတကယ်တကယ်ဟာရပါလေငါတို့ရောက်ရတဲ့ကဘ누구ချစ်တော့ သူ့ယောက်ျားသူ့လီသူ့ချင်းမှာပေါ့နေပါလို့ချစ်စရာတော့ ဦးရဲ့ဦးကမီးတော့မီးယောက်ျားပဲရှိတာပေါ့ အသက်ကဘာမှရှိသေးတယ်မို့ ဆိုလည်းပြီးပြီ ဘာဖြစ်လို့ဩကဘာဖြစ်လို့ငါအဲ့ရခဲ့အောင်မလို့ မင်းတို့ကတဲ့နောက်ထားကို ဒီမှာချစ်တယ် အမလေးလေးချစ်တဲ့အကြောင်းမောအိုးချစ်တဲ့အကြောင်းကိုပြောပြမယ်ကြားနေတယ်နောက်ဆုံးကိုတိုင်းအငယ်ဆုံးလေးချစ်လာ အဲ့ဒါလို့မော်ရေခင်ဗျမိုးကလည်းလေကိုမော်ကိုတယောက်တည်းမူပဲချိုးပြောချင်တယ် မိုးကလည်းမိုးတယောက်တည်းမူပဲချစ်ချင်တယ်လားကပ်ဘလို့ရှင်းမှာလို့ညာကဲအဲ့မနဲ့တော့စေမမချစ်လေးလို့တယောက်တည်းမူပဲချစ်ဖို့ကျိုးပွင့်လောက်ထားပါမယ်ယူပါမောင်ရဲ့တူရဲ့ချစ်ဖို့ကျန်ရပါဝါလောက်ထားရနေကွယ်တို့ချစ်ကိုလူရင်ဖို့တွင်ဒီနေ့တရားဆွဲပြလိုက်မယ် Oh yeah မောင်ရဲ့တူရဲ့ချစ်ဖို့ကျန်ရမဝါလောက်ထားရနေကွယ်တို့ချစ်ကိုလူရင်ဖို့တွင်ဒီနေ့တရားဆွဲပြလိုက်မယ် Oh yeah မာယာရှင်ဘာလာလောက်တာလဲ မာယာနဲ့ကိုစကားလေးတစ်ခုလုံးပြောပြစမ်း ပြောနိုင်ပါရှင်စကားပြောတဲ့အကြောင်းမရှိရှင်ခုထပ်သွားရင်ကောင်းမယ်နော် လုပ်ပါပါလေ လည်းတော့တော့တော့မင်းရလေမင်းသားမလုပ်ရလို့ပတ်မကြီးကိုထိုးဖို့မယ်ဟုတ်တယ်နော်ဟုတ်တယ်အေးအေးကောဟဲ့ဟဲ့ဘာအိုင်ကိုလုံချိုးရဲကိုအဲ့လိုက်တက်တက်ကိုပွဲကိုလာပြတ်တာဟေးလာမနှစ်ပါးကမယ်မင်းသမီးကသွားရှင်းသွားလာဟုတ်တယ်လာဘာမှစိုးရိမ်ကြမရှိပါဘူးအရေးကြီးတဲ့ကိစ္စလေးတစ်ခုလည်းမဟုတ်ပါဘူးခင်ဗျနော်မတမလူလူကနှောက်ရက်မှုလေးတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျပင်လေးပင်ရွာသူရွာသားများရဲ့စူပေါင်းဖြည့်ရှင်းမှုနဲ့ကိစ္စတွေအားလုံးပြီးသွားပါပြီစူပေါ်လာမြအန်ဒီရဲ့ကင်းစွာအားပေးနေကြပါပြီခင်ဗျဆက်လိုက်ပြီးတင်ဆက်မဲ့တစ္ဆဒန်ထံပါအကကူတော့ပျော်ရွှင်စွာအားပြီးတော့
မိုးတိုင်းရောက်ပါပြီခင်ဗျာ ညိုကြတယ်